မိတ်ဆွေလုံးတင်တာကိုတီတီကြကြသိနေပြီမဲ့ကိုအဲ့ဒါကိုလုံးဖျအောင်မလုပ်နိုင်မင်းနဲ့ဖြစ်နေသလား။နိုင်ရီကုံသွားတယ်ရက်တွေကုံလွန်သွားတယ်ပြီးတော့အဲ့ဒီလောက်ကမတိုးမတိပဲနဲ့ကြံနေခဲ့တယ်။ဒါပေမဲ့ပြဿနာကမိတ်ဆွေလုံဆော်မှု motivation မဟုတ်ပဲနဲ့မိတ်ဆွေစိတ်နေသဘောထားဖြစ်တယ်လို့ကျွန်တော်ပြောရင်မင်းနဲ့နိုင်ငံအတွင်းမှာပဲစိတ်မပါဘူးလို့ခံစားနေရတဲ့အချိန်မျိုးမှာတော့မှလှုပ်ဆောင်ဖို့အတွက်မိတ်ဆွေကိုတွန်းအားပေးမဲ့ရိုးရှင်းတဲ့ပြောင်းလဲမှုတစ်ခုကိုကျွန်တော်ပြသပါမယ်။ဘာလို့လဲဆိုတော့မိတ်ဆွေထားကူအခုမပြောင်းလဲဘူးဆိုရင်ကိုယ့်ရဲ့အလားအလာတွေလက်ထဲကနေရှော့ချသွားတာကိုဆက်ပြီးကြည့်နေအောင်မှဖြစ်လို့ပါ။အမြင်မှုနဲ့ပတ်သက်ပြီးအခြေခံအားဖြင့်နားလည်မှုလွဲမှားနေတာတကူရှိပါတယ်။အဲ့ဒါကတော့တစုံတစ်ယောက်ကအရင်ဆုံးလှုံ့ဆော်ခံရမှလှုပ်ဆောင်ရမယ်ဆိုတဲ့ယုံကြည်ချက်ပါ။ဒါအစိုးရတဲ့အယူအဆမှားယွင်းမှုပါ။အမြင်မှုကလှုံ့ဆော်မှုကိုစောင့်ဆိုင်နေတဲ့သူတွေအတွက်တည်တံ့ချန်တာမဟုတ်ပါဘူး။အဲ့ဒီဇာတ်ရဲ့စိတ်ခံစားမှုအခြေအနေကိုမကြည့်ဘဲနဲ့လှုပ်ဆောင်မှုအစည်းအကမ်းကိုဝေးမြူတဲ့သူတွေအတွက်သာဖြစ်ပါတယ်။အမှန်တရားကရိုးရှင်းပါတယ်။လှုပ်ဆောင်မှုကလှုပ်ရှားမှုရဲ့နောက်ကနေလိုက်တာပါ။ဒါလှုပ်ဆောင်မှုရဲ့အကြောင်းရင်းမဟုတ်ဘဲနဲ့အကျိုးတရားမှုသာဖြစ်ပါတယ်။လူအများပြားကသူတို့အောင်မြင်မှုစီကိုခရီးစတင်မထွက်ခင်မှာအစင်းသင်းဖြစ်နေဖို့ခံစားမယ်လို့ယုံကြည်ကြတယ်။သူတို့ကပြည့်ပြည့်စုံတဲ့ချိန်မှန်ကန်တဲ့အခွင့်အရေးဒါမှမဟုတ်ဘယ်တော့မှရောက်မလာနိုင်တဲ့ဆရာတတ်မှုကြီးစွာကိုစောင့်နေကြတယ်။ဒီလိုတုံဆိုင်နေတာကလူအများပြားကသူတို့ရဲ့ပန်းနိုင်တွေကိုမအောင်မြင်ရခြင်းအဓိကအကြောင်းရင်းပါပဲ။သို့တော်လည်းအောင်မြင်တဲ့သူတွေကတော့မတူညီစွာလှုပ်ဆောင်ကြပါတယ်။သူတို့ကလှုပ်ဆောင်မှုဟာရှင်းလင်းပြတ်သားမှုထက်ရှေ့ကရောက်တယ်ဆိုတာကိုနားလည်ကြပါတယ်။ပထမဆုံးခြေလမ်းကိုလှမ်းခြင်းအပြင်ရှေ့ဆက်သွားမဲ့လမ်းကြောင်းကိုသူတို့ပေါ်ထုတ်နိုင်ကြတယ်။လှုပ်ဆောင်မှုတစ်ခုချင်းစီကလှုပ်ဆောင်မှုမရှိခြင်းရဲ့မြူကိုးထဲမှာဖုံးကွယ်နေခဲ့တဲ့အခွင့်အရေးအသစ်တွေနဲ့အတွင်းကြကြအမြင်သစ်တွေကိုပေါ်ထုတ်ပေးပါတယ်။ငွေကြီးအောင်မြင်မှုကိုရှာဖွေတဲ့လူငယ်တို့ကတုံဆိုင်မှုရဲ့ထောင်ချောက်တဲ့ကိုပိတ်မိနေခဲ့ပူပါတယ်။သူကလေးလာခဲ့တယ်ပြင်ဆင်ခဲ့တယ်။မဟာဗျူဟာတွေဆွဲခဲ့ပြီးမဲ့သူ့ရဲ့အစီအစဉ်တွေကအကောင့်ထဲမပေါ်ဘဲနဲ့ခြံနေခဲ့တယ်။သူကဆရာတတ်မှုရိုက်ခတ်လာဖို့စောင့်နေခဲ့တယ်။အဲ့ဒီခါကျမှရှေ့ဆက်ဖို့ယုံကြည်မှုရှိလာလိမ့်မယ်လို့ယုံကြည်ခဲ့တယ်။ဒါပေမဲ့အမှန်တရားကတော့ယုံကြည်မှုကလှုပ်ဆောင်ခြင်းကနေတည်ဆောက်တာပါ။ဒါကြိုတင်လိုအပ်ချက်မဟုတ်ဘဲနဲ့ရလက်တစ်ခုသာဖြစ်ပါတယ်။တစုံတစ်ယောက်ကတွေးခေါ်နေုံနဲ့အောင်မြင်မှုစီကိုရောက်နိုင်မှာမဟုတ်ပါဘူး။သူတို့ကလှုပ်ဆောင်ခြင်းအပြင်သာရောက်ရပါမယ်။သမိုင်းမှာမြေယာမှုကြားကရဲဝန်းကိုလှုပ်ဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့ဥပမာတွေကအများကြီးရှိပါတယ်။သောမတ်အက်ဒီဆန်ကလျှက်စစ်မီဒီကိုပြည်ပြည့်စုံလုပ်ဖို့ဆရာတတ်မှုကိုစောင့်ဆိုင်မနေခဲ့ပါဘူး။သူကမစုံမနစ်စမ်းသပ်ခဲ့ပြီးတော့ချောက်ရှုံးမှုတိုင်းကသူ့ကိုအောင်မြင်မှုစီကိုပိုနီးလာခွင့်ပြုခဲ့ပါတယ်။ Henry Ford ကမော်တော်ကားလုပ်ငန်းကအမြင့်ဆုံးရတယ်ဆိုတာကိုသက်သေမပြနိုင်မချင်းတုံဆိုင်မနေခဲ့ဘူး။သူကယုံကြည်ချက်နဲ့လှုပ်ဆောင်ခဲ့ပြီးတော့ကဘာကြီးကိုပြောင်းလဲပုံဖော်ခဲ့တယ်။ဒီပုဂ္ဂိုလ်တွေရဲ့ထူးခြားတဲ့ဇယိုက်လက္ခဏာကသူတို့ရဲ့လုံဆောင်မှုကိုခေါ်ဆောင်နိုင်စမဟုတ်ဘဲနဲ့လုံဆောင်မှုမရှိသေးတာလှုပ်ဆောင်လူစိတ်ပဲဖြစ်ပါတယ်။လူတို့လှုပ်ဆောင်လိုက်တဲ့အခါမှာစဉ်းစားနေုံတတ်နဲ့ဘယ်တော့မှမရနိုင်တဲ့နီလန်မျိုးနဲ့လက်တွေဘွားကိုထိတွေ့ဆက်ဆံလိုက်တာပါပဲ။သူကဘာတွေလုပ်ဖြစ်တယ်ဘာတွေအလုံးမဖြစ်ဘူးပြီးတော့ဘာတွေကိုပြင်ဆင်ရမယ်ဆိုတာမြင်ရပါတယ်။လမ်းလိုက်တဲ့ခြေလမ်းတန်းကတန်တရားကိုဖယ်ရှားပြီးတော့အသိပညာနဲ့အစားထိုးပေးပါတယ်။စမ်းချင်ဘက်အပြင်လုံဆောင်မှုကိုစောင့်နေတဲ့သူကရက်တန့်နေပြီးတော့အလွန်ကျော်စဉ်းစားခြင်းနဲ့ကိုတန်တရားဝင်ခြင်းရဲ့ဘိုက်ပုံထဲမှာမိနေခဲ့ပါတယ်။အကြီးမားဆုံးစိန်ခေါ်မှုကအမြဲတမ်းပထမဆုံးခြေလမ်းပါပဲ။စီးပွားရေးမှာပဲဖြစ်ဖြစ်ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုမှာပဲဖြစ်ဖြစ်ဘယ်ကျိုးပဲမှုမှာပဲဖြစ်ဖြစ်အစာပိုင်းရဲ့ဒေါ်လာမှုကကျော်လာလို့မရနိုင်ဘူးလို့ခံစားရပါတယ်။ဒါပေမဲ့အဲ့ဒါကိုကျော်လွန်တွန်းအားပေးလိုက်တဲ့အခါမှာတော့တွန်းအား momentum ရဲ့ဆွမ်းအားကနေရာယူတော့ပါတယ်။စိတ်ကလှုပ်ရှားမှုကိုရှင်းလင်းပြသမှုနဲ့ယုံကြည်ချက်တွေပေးပြီးတော့မှဆုချပါတယ်။တစ်ချိန်ကမဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့အရာကရှောင်လဲလို့မရတဲ့အရာတခုဖြစ်လာပါတယ်။ပထမဆုံးဖုန်းကော်ဆိုမှုမလုပ်ခင်တုံဆိုင်နေတဲ့ရောင်းသမားတူကကြောင်ရမှုကြောင့်မလုံးမချက်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့သူကိုနံပါတ်နှိပ်ဖို့အတင်းကျပ်လှုပ်ဆောင်လိုက်ရင်ထူးခြားတဲ့အရာတခုဖြစ်လာပါတယ်။ကြောင်ရမှုကယုံနေသွားတယ်။သူရဲ့ယုံကြည်မှုကကြီးထွားလာတယ်။ပြီးတော့နောက်ဆက်တွဲဖုန်းခေါ်ဆိုမှုတိုင်းနဲ့လုပ်ငန်းစဉ်ကပုံမှုလွယ်ကူလာပါတယ်။သူကလုံဆောင်မှုကိုစောင့်မနေခဲ့ပါဘူး။သူလှုပ်ဆောင်လိုက်တယ်။ပြီးတော့လုံဆောင်မှုကနောက်ကနေလိုက်လာခဲ့တယ်။ဒီနည်းယာမကအားလုံးနဲ့သက်ဆိုင်ပါတယ်။လုံးဝတေချာမှုမရှိဘဲနဲ့စီးပွားရေးလုပ်ငန်းကိုစတင်တဲ့စုံဦးတည်တွင်သူဆရာတတ်မှုမပေါ်ခင်စတင်ရေးသားတဲ့စာရေးဆရာဆွေးရည်ရှိပြီးမဲ့စင်မြင့်ဘော်ကိုတက်လန်းခဲ့တဲ့စပီကာသူတို့အားလုံးအောင်မြင်ရတာကအစင်းသင်းဖြစ်နေတယ်လို့ခံစားလို့မဟုတ်ပဲနဲ့လှုပ်ဆောင်မှုမရှိခြင်းကသူတို့ရဲ့ကံကြမ္မာကိုဆုံးဖြတ်ဖို့ညှင်းဆန်ခဲ့လို့ဖြစ်ပါတယ်။အောင်မြင်မှုစီဦးတည်တဲ့လမ်းကြောင်းကဆရာတတ်မှုကြောင့်အလင်းအောင်ရနေတာမဟုတ်ပါဘူး။ဒါအစည်းကမ်းရှိတဲ့လှုပ်ဆောင်မှုကြောင့်ထွန်းတူထားတာပါ။ဒီအမှန်တရားကိုနားလည်သဘောပေါက်တဲ့သူကစောင့်ဆိုင်နေခြင်းဟာဒုတက်မှုရဲ့ရန်သူဖြစ်တယ်ဆိုတာကိုသိပါတယ်။စိတ်ပါသည်ဖြစ်စီမပါသည်ဖြစ်စီသူလှုပ်ဆောင်တယ်။ဘာကြောင့်လဲဆိုတော့လှုပ်ရှားနေပြီးသားသူတွေကိုဆရာတတ်မှုကအမြဲတမ်းပြန်လိုက်မိလာလိမ့်မယ်ဆိုတာကိုသူသိနေတယ်။ကြောင်းရမှုနဲ့တန်တရားကိုကြော်လွှားခြင်းဆိုတာကတော့ကြောင်းရမှုဟာဒုတက်မှုရဲ့ရန်သူပါပဲ။
ဒါကြီးမြတ်တဲ့ကြိုးပမ်းမှုတိုင်းရဲ့အစမှာအရေးတခုလိုရက်နေပြီးတော့ကျွန်တော်တို့ရဲ့နားလေးကိုတန်တရားတွေတီးတူပြောနေပါတယ်ငါကြာရွှဲဘယ်လိုလုပ်မလဲငါကမတော်ရင်ဘောလို့အဲ့ဒီအရေးကနေတီးတူပြောပြီးတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာတုံဆန်းမှုရဲ့မျိုးစေ့တွေကိုစိုက်ပျိုးနေပါတယ်ဒါပေမဲ့ဒီမှာမှန်တရားရှိပါတယ်ကြောင်ရမှုကလိန်ညာတတ်သူပါကျွန်တော်တို့ကြောက်တဲ့အရာအများစုကတကယ်တမ်းဘယ်တော့မှဖြစ်လာတာမရှိပါဘူးပြီးတော့ဖြစ်လာရင်တော့မှဘာဖြစ်လဲကြာရှုံးခြင်းဟာအဆုံးသတ်မဟုတ်ဘူးဒါအောင်မြင်မှုစီကိုဥတည်တဲ့လမ်းကြောင်းပေါ်ကခြေလှမ်းတစ်ခုတတ်တတ်တာဖြစ်ပါတယ်မိတ်ဆွေလေးစားတဲ့အောင်မြင်သူတိုင်းကသူတို့ရေးတွက်နိုင်တဲ့ပူပြီးတော့မှအချိန်များစွာကြာရှုံးခဲ့ပူပါတယ်သူတို့နဲ့ကြောင်ရမှုကြောင့်မလုံးမရှက်ဖြစ်နေသူတွေကြားကခွာခြားချက်ကတော့ရိုးရှင်းပါတယ်သူတို့ဟာရှေ့ကိုဆက်ပြီးလှုပ်ရှားသွားခဲ့တယ်သူတို့ကကြောင်ရမှုကသူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုဆုံးဖြတ်ဖို့ခွင့်မပြုခဲ့ပါဘူးသူတို့ကတိုးတက်မှုဟာအဆုံးမရှိစဉ်းစားကြည့်ရင်ချင်းကနေမဟုတ်ဘဲနဲ့လှုပ်ဆောင်ခြင်းကနေဝေးပွားလာတယ်ဆိုတာကိုနားလည်ခဲ့ကြပါတယ်ပထမဆုံးခြေလှမ်းကအမြဲတမ်းအခက်အခဲဆုံးပါဒါပေမဲ့အရေးကြီးဆုံးလည်းဖြစ်ပါတယ်ကျောင်းနေနေတော့မှအဲ့ဒီခြေလှမ်းကိုလှမ်းတာကအောင်မြင်သူတွေနဲ့အိမ်မက်မက်နေသူတွေကိုခွဲခြားပေးတဲ့အရာဖြစ်ပါတယ်မိတ်ဆွေကကျောင်းရမှုစီကိုရွေလျားတဲ့ကအဲ့ဒါကကြုံသွားပါတယ်ကျောင်းရမှုကမတည်သေးတဲ့အရာတွေမှာရှင်သန်ကြီးထွားပြီးတော့မိတ်ဆွေတုံဆိုင်နေလေသူ့ရဲ့ဆွမ်းအားကကြီးထွားလေပါဒါပေမဲ့မိတ်ဆွေလှုပ်ဆောင်လိုက်တဲ့အခါသူ့ရဲ့စုပ်ကံမှုကအားနည်းသွားပါတယ်ဒါကဘာလို့လဲဆိုတော့တတိဆိုတာကြောက်ရွံ့မှုမရှိခြင်းမဟုတ်ပါဘူးဒါကြောက်ရွံ့မှုရာကလှုပ်ဆောင်ခြင်းသာဖြစ်ပါတယ်အစိုးဆုံးအခြေအနေကိုစဉ်းစားကြည့်ပါမိတ်ဆွေရာကိုကင်တွယ်ဖြေရှင်းနိုင်မှာမလားအဖြေကတော့များသောအားဖြင့်ဟုတ်တယ်ဆိုတာပါပဲလူသားတွေကသူတို့ကိုယ်ကိုထင်ထားတာထက်အများကြီးပိုပြီးတော့မှဒဏ်ခံနိုင်စွမ်းရှိပါတယ်ကြောက်ရွံ့မှုအများစုကိုပြန်လဲပြင်ဆင်နိုင်ပါတယ်အမှားအများစုကိုပြုပြင်နိုင်ပါတယ်ပြီးတော့တကယ်ကိုအခြေအနေစူးစူးရွာဖြစ်သွားတဲ့ရှားပါတဲ့အခြေအနေမျိုးမှာတော့မှအဲ့ဒီအတွေ့အကြုံကနာခဲ့အောင်မြင်မှုအတွက်လမ်းခင်းပေးမယ်တန်ဖိုးရှိတဲ့သင်ခန်းစာတွေကိုပေးပါတယ်ကြောက်ရွံ့မှုဟာတုံဆန်းခြင်းကနေအားအင်ယူပါတယ်မိတ်ဆွေဆောင်ဆိုင်နေလေကြောက်ရွံ့မှုကပိုပြီးတော့မှအားကောင်းလာလေပါပဲဒါကြောင့်ရွှေဆိုင်ခြင်း procrastination ကကြောက်ရွံ့မှုရဲ့ကြီးမားဆုံးမဟာမိတ်ဖြစ်နေတာပါစိတ်ကကြာရှုံးမှုရဲ့စိတ်ကူးရင်ထားတဲ့ကြိုးစားတွေကိုချဲ့ကားပြီးတော့မကြော်လားနိုင်ဘူးလို့ထင်အောင်ဖန်တီးပါတယ်ဒါပေမဲ့ကြောက်ရွံ့မှုကိုအနိုင်ယူဖို့တခုတည်းသောနည်းလမ်းကတော့ချက်ချင်းလှုပ်ဆောင်မှုပါပဲလှုပ်ဆောင်မှုကကြောက်ရွံ့မှုရဲ့ဆေးမြစ်ပါသိငယ်ပြီးတသက်မတည်းလှုပ်ဆောင်တဲ့လှုပ်ရက်ကလေးတွေကတော့မှကြောက်ရွံ့မှုကိုပြောဝင်စေတယ်ရှေ့ကိုလမ်းရဲ့ခြေလမ်းတွေကဘလောက်ပဲသိငယ်ပါစေကြောက်ရွံ့မှုရဲ့ဆွမ်းအားဆိုတဲ့အထင်မြင်မှားကိုတပြည့်ပြည့်နဲ့ချီဖြတ်ပစ်ပါတယ်ကြောက်ရွံ့မှုကိုပထမတစ်ချက်မှမကြော်တတ်နိုင်ဘူးလို့ထင်ရတဲ့နေရာတခုလို့စဉ်းစားကြည့်ပါအဝေးကနေကြည့်ရင်ခြောက်ခြားစရာကောင်းပြီးတော့ဖောက်ထွင်းလို့မရနိုင်ဘူးလို့ထင်ရပါတယ်ဒါပေမဲ့မိတ်ဆွေနီးကပ်လာတဲ့အခါအကွဲချောင်းတွေကိုစတင်မြင်လာတယ်ပြီးတော့မိတ်ဆွေလှုပ်ဆောင်လိုက်တဲ့အခါစတင်တက်ရောက်တဲ့အခါမှာတော့အဲ့ဒီနေရာကထင်ထားသလောက်ဘယ်တော့မှမမြင်ခဲ့ဘူးဆိုတာပေါ်လွင်လာတယ်ကြောက်ရွံ့မှုကလည်းဒီလိုပါပဲကြောက်ရွံ့မှုကမိတ်ဆွေကိုတိုးတက်မှုဆိုတာမဖြစ်နိုင်ဘူးလို့ယုံကြည်အောင်လည်စားနေတာပါတကယ်တော့မိတ်ဆွေရဲ့လမ်းမှာကာစီးနေတာကလှုပ်ဆောင်မှုမရှိခြင်း inaction ပဲဖြစ်ပါတယ် Edwin C. Barnes ရဲ့ဇာတ်လမ်းကိုကြည့်ပါသူက Thomas Edison နဲ့သူအလုပ်လုပ်ခြင်းနဲ့ပြင်းပြတဲ့ဆန္ဒရှိခဲ့သူ Barnes မှာကပတ်သက်မရှိဘူးလူသိများမှုလည်းမရှိဘူးအောင်မြင်မှုစီကိုရှင်းလင်းတဲ့လမ်းကြောင်းလည်းမရှိခဲ့ဘူးရှိတာကတော့အမြင်တစ်ခုနဲ့မရေးမြိုင်တဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်သူကြောက်ရွံ့မှုကြောင့်ရပ်တန့်သွားနိုင်ခဲ့ပြီမဲ့အဲ့ဒီအစားသူကလှုပ်ဆောင်နေတယ်သူကကုန်တင်ရထားပေါ်တက်ခဲ့ပြီးတော့Edisonရဲ့ရုံးခန်းကိုရောက်လာတဲ့အခါသူရဲ့စီးပွားရေးလုပ်ပေါက်ကံပဲဖြစ်လာဖို့ရည်ရွယ်ချက်ကိုရဲဝံ့နဲ့ပြောခဲ့တယ်အစားပိုင်းမှာသူအစင်းနဲ့အလုပ်တစ်ခုရခဲ့ပြီမဲ့သူရဲ့အိမ်မက်ကိုဘယ်တော့မှလက်မလွတ်ခဲ့ပါဘူးနေ့တည်ကြာပြီးနောက်ခွင့်ရေးပေါ်လာတဲ့အခါဘာနက်စ်ကအဲ့ဒါကိုစုပ်ကိုင်ခဲ့ပြီးတော့Edisonရဲ့လုပ်ငန်းမှာအဓိကပုဂ္ဂိုလ်သူဖြစ်လာခဲ့ပါတယ်သူရဲ့ဇာတ်လမ်းကတော့ပြတ်သားတဲ့လှုပ်ဆောင်မှုနဲ့ရင်ဆိုင်ရတဲ့အခါကြောက်ရွံ့မှုကသူ့ရဲ့ဆွမ်းအားကိုဆုံးရှုံးသွားတယ်ဆိုတဲ့အချက်အတွက်တတ်သိတစ်ခုပါပဲဒါဆိုရင်ကြောက်ရွံ့မှုကိုဘယ်လိုကျော်လွှားမလဲအဖြေကရိုးရှင်းပါတယ်မျက်နှာချင်းစာရင်ဆိုင်မှာပြီးပြည့်စုံတဲ့အချိန်ကိုစောင့်တာကိုရက်လိုက်ပါအဲ့လိုရမျိုးမရှိပါဘူးကြောက်ရွံ့မှုကိုရောပါစေမဲ့တခုတည်းသောနည်းလမ်းကတော့လှုပ်ဆောင်မှုပါပဲမိတ်ဆွေရဲ့ပန်းတန်ကိုသိငယ်တဲ့ခြေလမ်းလေးတွေအဖြစ်ပိုင်းဖြတ်ပြီးတော့တဆင့်ပြီးတဆင့်ကြိုက်တွေ့ပါမိတ်ဆွေလှုပ်ဆောင်တဲ့လောက်ရတိုင်းနဲ့အမျှကြောက်ရွံ့မှုကမိတ်ဆွေပေါ်စုပ်ကန်ထားတဲ့အားကိုရှော့ချသွားပါလိမ့်မယ်မိတ်ဆွေရင်ဆိုင်လေးပိုပြီးအားနေသွားလိမ့်ပါပဲမကြခင်မှာပဲတစ်ချိန်ကကြောက်စရာကောင်းနေလို့ထင်ခဲ့တဲ့အရာကကြော်လွှားမယ်နောက်တဲ့ဆွေးနွေးမှုတစ်ခုတက်ဖြစ်လာပါလိမ့်မယ်အမှန်တရားကတော့မိတ်ဆွေရက်တန့်ခွင့်ပေးမှလားကြောက်ရွံ့မှုမှာဆွမ်းအားရှိတာပါတိုးတက်မှုရဲ့ကြီးမားဆုံးရန်သူကချာရှုံးခြင်းမဟုတ်ပါဘူးမကြိုးစားပဲညှင်းဆန်နေတာကသာဖြစ်ပါတယ်ရွေးချယ်မှုကမိတ်ဆွေလက်ထဲမှာရှိပါတယ်မိတ်ဆွေရဲ့အနာဂတ်ကိုကြောက်ရွံ့မှုကပုံဖော်စီမလားဒါမှမဟုတ်အဲ့ဒါကိုဂရုမစိုက်ဘဲနဲ့ထိန်းချုပ်ပြီးရှေ့ဆက်သွားမလားအဲ့ဒီမိခွန်းရဲ့အပြေကမိတ်ဆွေရဲ့ဘဝလမ်းကြောင်းကိုဆုံးဖြတ်ပါလိမ့်မယ်ကောင်းစွာရွေးချယ်ပါလှုပ်ဆောင်မှုကိုရွေးချယ်ပါတိုးတက်မှုကိုရွေးချယ်ပါရွှေစမ်းခြင်းကိုပြည့်စည်ခြင်းဆိုတာကတော့ငါမနှက်ပြန်စမယ်လို့မိတ်ဆွေကကိုယ့်ကိုယ်ကိုဘယ်နဲ့ချင်းပြောဖို့တည်းမနှက်ပြန်ကနေနောက်တစ်ပတ်နောက်တစ်လနောက်တစ်နှစ်ဘယ်နှခါတော့မှပြောင်းလဲသွားဖို့တည်းမိတ်ဆွေတတိမထားမိခင်မှာပဲအချိန်ကြီးကရောချသွားပြီးတော့မှမပြီးမြောက်တဲ့အစီအစဉ်တွေနဲ့ဆုံးရှုံးသွားတဲ့အလားအလာတွေသာကျန်ရစ်ခဲ့ပါတယ်အမှန်တရားကတော့မိတ်ဆွေစောင့်နေတဲ့ပြည်ပြည်ဆုံးတဲ့အချင်းဆိုတာမရှိဘူး
ဒီချက်ကိုစောစောလက်ခံလီလီမိတ်ဆွေဘွားကိုစောစောထင်းချုပ်နိုင်လီလီပါရွှေဆိုင်ချင်းကအတန်တိတ်တခိုးတယောက်ပါဒါပြင်ဆင်မှုပြီးပြည့်စုံမှုဒါမှမဟုတ်စံပြအခြေအနေတွေလိုအပ်ခြင်းဖြင့်ဟန်ဆောင်ထားပါတယ်မိတ်ဆွေကကိုအချိန်ပိုအသိပညာပိုယုံကြည်မှုပိုလိုအပ်တယ်လို့ပြောနေတယ်ဒါပေမဲ့မိတ်ဆွေဆောင်ဆိုင်နေလီစတင်မှုပိုခက်ခဲလီပါနောက်ကျမှုတိုင်းကလှုပ်ဆောင်မှုမရှိခြင်းအလေးချင်းကိုအားကောင်းစေပါတယ်လွန်မြောက်မှုတစ်ခုတည်းသောနီလန်းကတော့လှုပ်ဆောင်ဖို့ပါပဲအခုပဲကြည့်ပါရှုပ်ထွေးနေရင်တော့သိငယ်ရင်တော့မှမပြည့်စုံတဲ့လှုပ်ဆောင်မှုတစ်ခုကပြည့်စုံတဲ့ရွေးချက်တစ်ခုတည်းပို့ပြီးတော့မှတန်ဖိုးရှိပါတယ်9မိနစ်နီလန်းကိုကျင့်သုံးပြီးစတင်ပါတကူကို9မိနစ်လောက်ပဲလုပ်မယ်လို့ခရီးပြုလိုက်ပါအဲ့ဒါပဲလိုပါတယ်ဖိအားပေးတာတွေအလွန်ကျွံတွေးနေတာတွေမရှိပါဘူးမိတ်ဆွေစတင်လိုက်တာနဲ့ဆက်ပြီးလှုပ်ဆောင်သွားဖို့အခွင့်အလမ်းများပါတယ်တွန်းအား momentum ကအစွမ်းထက်ပါတယ်ဒါတုံဆိုင်မှုကိုတိုးတက်မှုအဖြစ်ပြောင်းလဲပေးပါတယ်အလုပ်တစ်ခုရအခက်အခဲဆုံးအပိုင်းကအစပိုင်းပါပဲဒါပေမဲ့ခဏဦးတွန်းလှန်မှုကိုကြော်လာပြီးတာနဲ့အရာလုံးကပုံမှုလွယ်ပူလာပါတယ်စီကံရှိခြင်းကအဓိကတော့ချက်ပါအာယုံပြည့်လွင်စေမယ့်အရာတွေကနေရာတိုင်းမှာရှိပါတယ်လူမှုမီဒီယာသတိပေးချက်တွေအဆုံးမရှိတဲ့ဖြိုပြရေးတွေမိတ်ဆွေပတ်ဝန်းကျင်ကိုမိတ်ဆွေမထိန်ချုပ်ဘူးဆိုရင်အဲ့ဒါကမိတ်ဆွေကိုထိန်ချုပ်ပါလိမ့်မယ်ရှင်းလင်းတဲ့သတ်မှတ်ရက်တွေသတ်မှတ်ပါကြီးမားတဲ့အလုပ်တွေကိုသိငယ်ပြီးစီမံခန့်ခွဲနိုင်တဲ့ခြေလှမ်းလေးတွေဖြစ်ပိုင်းဖြတ်ပါပြီးပြည့်စုံမှုထက်တသက်မတည်းရှိခြင်းကိုဦးစားပေးပါသိငယ်တဲ့နေ့စဉ်ကြိုးပမ်းအားထုတ်မှုတွေကအချိန်ကြာလာတာနဲ့အမျှအဆူဆီးပြီးကြီးမားတဲ့ရလဒ်တွေကိုဖန်တီးပေးပါတယ်အောင်မြင်မှုဆိုတာကတစ်ခါတည်းရလှုပ်ဆောင်တာမဟုတ်ပါဘူးဒါမိတ်ဆွေစိတ်မပါဘူးလို့ခံစားနေရတဲ့အချိန်မျိုးမှတော့မှနေတိုင်းပေါ်လာတာပါတာဝန်ယူမှု accountability ကမိတ်ဆွေမှာမိတ်ပါပဲမိတ်ဆွေပန်းနိုင်တဲ့အကြောင်းတစ်စုံတစ်ယောက်ကိုပြောပြပါမိတ်ဆွေတိုးတက်မှုကိုမှတ်တမ်းတင်ပါချရေးပါမိတ်ဆွေကိုနဲ့တခြားသူတွေကိုခရီးပြုတဲ့အခါလက်လျှော့ဖို့ပိုခက်ခဲစေတဲ့တာဝန်ယူမှုသဘောထားကိုဖန်တီးလိုက်တာပါပဲအောင်မြင်တဲ့သူတွေနဲ့မအောင်မြင်တဲ့သူတွေကြားကကွာခြားချက်ကတော့အရေးချင်းမဟုတ်ပါဘူးဒါမှန်ကန်တဲ့စိတ်ခံစားမှုဒါမှမဟုတ်ပြည့်စုံတဲ့အခြေအနေတွေကိုမဆောင်မင်းနဲ့လှုံ့ဆော်နိုင်စွမ်းပဲဖြစ်ပါတယ်အချိန်ဟာမိတ်ဆွေရဲ့ဘိုးတန်ဆုံးရင်းမြစ်ပါမှန်ကန်တဲ့ချိန်ကိုစောင့်နေရင်ကမိတ်ဆွေပြုံးလိုက်တဲ့အချိန်တိုင်းကပြန်ရနိုင်တော့မဟုတ်တဲ့အချိန်ပါပဲမိတ်ဆွေအနာဂတ်ကိုမိတ်ဆွေလှုံ့ဆော်မှုဒါမှမဟုတ်မလှုံ့ဆော်မှုရွေးချယ်တဲ့အရာတွေနဲ့အခုချိန်မှာပဲပုံဖော်နေတာပါမိတ်ဆွေဆက်ပြီးစောင့်နေဦးမလားဒါမှမဟုတ်ထိန်းချုပ်ပြီးတော့ဒီနေ့ပဲစတင်တော့မလားရွေးချယ်မှုကမိတ်ဆွေလက်ထဲမှာပဲရှိပါတယ်မနှက်ပြန်ဆိုတာတေချာတိကျမပြောနိုင်ပါဘူးမိတ်ဆွေတကယ်ပိုင်ဆိုင်တဲ့အချိန်ဆိုတာဒီအချိန်ကပဲဖြစ်ပါတယ်ဒါကြောင့်စောင့်နေတာကိုရက်လိုက်ပါအဆုံးမရှိအစီအစဉ်ဆွဲတာကိုရက်လိုက်ပါဘလောက်ပဲသိငယ်ပါစေဘလောက်ပဲမပြည့်စုံပါစေပထမဆုံးခြေလှမ်းကိုလှမ်းလိုက်ပါဘာကြောင့်လဲဆိုတော့လှုပ်ဆောင်မှုမရှိခြင်းကိုအမြဲတမ်းအမှန်ယူလို့ပါစီကံဆိုတာကိုဆင်းရဲဒုက္ခကြောင့်အတင်းကျပ်လုပ်ယူတာမဟုတ်ပါဘူးဒါကိုအနိုင်ရအောင်လေ့ကျင့်ပေးတာပါဒါစိတ်နေသဘောထားတစ်ခုထူးချွန်မှုကိုခရီးပြုခြင်းပြီးတော့ကြိုးစားအားထုတ်နိုင်စွမ်းပေါ်မရေးမြန်ယုံကြည်ခြင်းပဲဖြစ်ပါတယ်ကိုပုံမှန်လှုပ်ဆောင်မှုတိုင်းကမိတ်ဆွေကကိုယုံကြည်နိုင်တယ်ဆိုတာကိုသတ်သိပြနေတာပါပဲအဲ့ဒီယုံကြည်မှုကယုံကြည်စိတ်ချမှုကိုတိဆောက်ပြီးတော့ယုံကြည်စိတ်ချမှုကအောင်မြင်မှုကိုတွန်းအားပေးပါတယ်စီကံတော်ချက်ကကိုစိတ်ဆင်းအောင်လုပ်တာမဟုတ်ပါဘူးအောင်မြင်မှုစီကိုဥတည်တဲ့လေးချင်းတွေကိုအားဖြည့်ပေးတာပါမသက်မသာခံစားရတာကိုတွန်းအားပေးလိမ့်ပို့ပြီးတော့မှလွယ်ကူလာလိမ့်ပါပထမဆုံးအချိန်မသက်မသာခံစားရတဲ့အခြေအနေတွေကိုဝင်ရောက်တဲ့အခါမခံမြန်းအောင်ခံစားရပါတယ်မိတ်ဆွေစိတ်ကရက်တမ်းမှုတတောင်တတာကိုရှာဖို့ဘေးကင်းရာကိုပြန်သွားဖို့အော်ဟစ်နေတယ်ဒါပေမဲ့အဲ့ဒီဇေယျတက်တမှုကိုမိတ်ဆွေတွန်းလှန်နိုင်မယ်ဆိုရင်ခက်ခဲနေတဲ့အချိန်မျိုးမှာတော့မှတွန်းအားပေးနိုင်မယ်ဆိုရင်တော့မိတ်ဆွေစိတ်ပန်းစာမြင်ကွင်းကိုစတင်ပြီးပြန်လဲပုံဖော်နေတာပါပဲမိတ်ဆွေစင်ကုန်မှုကိုရှောင်ပြေးမယ်စားလက်ခံဖို့တော့မိတ်ဆွေအုံနောက်ကိုပြန်လဲပြင်ဆင်နေတာပါအချိန်ကြာလာတဲ့နဲ့အမျှတစ်ချိန်ကမဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့အရာကဒုတိယတဘာဝလို့ဖြစ်လာပါလိမ့်မယ်မိတ်ဆွေကအတားဆီးကိုခြေလန်းကြောက်တုံးတွေပြပြောင်းလဲပြီးမဲ့စိတ်ပန်းဆိုင်ရာခိုင်မာမှုဖြစ်တဲ့ထန်ခံနိုင်စွမ်း resilience ကိုဖွံ့ဖြိုးလာစေတယ်စီကံဆိုတာကကိုလှုပ်ချင်တာကိုလှုပ်တာမဟုတ်ပါဘူးကိုဘလို့ခံစားနေရပါစေလှုပ်ဖို့လိုအပ်တဲ့အရာကိုလှုပ်ဆောင်တာပဲဖြစ်ပါတယ်မိတ်ဆွေကလုံဆောင်မှုပေါ်မှာမိခိုနေမယ်ဆိုရင်မိတ်ဆွေရဲ့စိတ်ခံစားချက်တွေရဲ့ဩဇာကံဖြစ်နေရလိမ့်မယ်လုံဆောင်မှုဆိုတာကခဏတာပါလီလိုပဲလာလိုက်သွားလိုက်လုံနေပြီမဲ့စီကံကတော့မတူပါဘူးဒါမိတ်ဆွေရဲ့စိတ်ခံစားချက်ဒါမှမဟုတ်ဆေးရတတ်မှုအပေါ်မှာမမူတည်ပါဘူးစိတ်ပါသည်ဖြစ်စီမပါသည်ဖြစ်စီလှုပ်ဆောင်မှုရည်ရွယ်ချက်ရှိဆုံးဖြတ်ခြင်းဖြစ်ပါတယ်မိတ်ဆွေကကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့ညီနိုင်စကားပြောနေမှာမဟုတ်ပါဘူးအစင်းစင်းဖြစ်ပြီးလို့ခံစားရတဲ့အထိစောင့်နေမှာလည်းမဟုတ်ပါဘူးအကြောင်းပြချက်တွေရှာနေမှာမဟုတ်ပါဘူးရိုးချင်းစွာလှုပ်ဆောင်လိုက်အောင်ပါပဲမနက်ခင်းအချက်ပေးတန်ထမိတဲ့အခါမိတ်ဆွေထားလိုက်တယ်အလုပ်လုပ်ဖို့အချိန်ရောက်တဲ့အခါမှာမိတ်ဆွေလှုပ်လုပ်ပါတယ်စိန်ခေါ်မှုတွေပေါ်လာတဲ့အခါမှာမျက်နှာချင်းဆိုင်ရင်ဆိုင်ပါတယ်စိတ်ခံစားမှုတွေကိုခရီးမဆိုင်ပဲနဲ့လှုပ်ဆောင်နိုင်စွမ်းကတော့အောင်မြင်သူတွေနဲ့ရက်တန့်နေသူတွေကိုခွဲခြားပေးတဲ့အရာဖြစ်ပါတယ်အောင်မြင်မှုကလုံဆောင်မှုနဲ့တိဆောက်ထားတာမဟုတ်ပါဘူးတသက်မတည်းရှိမှုနဲ့တိဆောက်ထားတာပါဘယ်သူမှတရက်တစ်ပတ်ဒါမှမဟုတ်တလားလောက်တော့ဆရာတက်နေနေပါတယ်ဒါပေမဲ့စိတ်လှုပ်ရှားမှုတွေမိမ့်မိန်သွားတဲ့အခါမှာဘာဖြစ်မလဲမင်္ဂလာဆောင်ကာလလိုပျော်ရွှင်စရာကာလကုံဆုံးသွားတဲ့အခါမှာဘာဖြစ်မလဲ
အဲ့ဒီအချိန်မှာစီကံကနေရာယူလာတာပါပဲဒါအကြီးကျယ်ခန္ဓာရဲ့လှုပ်ဆောင်မှုတွေဒါမှမဟုတ်ခန္ဓာဆေးရတတ်မှုတွေကြောင့်မဟုတ်ပါဘူးဒါမိတ်ဆွေစိတ်မပါဘူးလို့ခံစားနေရတဲ့ချိန်မျိုးမှာတော့မှနေတိုင်းပုံမှန်ပေါ်လျောင်လုပ်ပြနေခြင်းပဲဖြစ်ပါတယ်တသမတဲ့ရှိခြင်းကကြီးကျယ်ခန္ဓာမှုအားလုံးရဲ့အခြေခံအုတ်မြစ်ပါပဲကိုယ့်ရဲ့အိမ်မက်တွေကိုအောင်မြင်အောင်လှုပ်ဆောင်သူတွေကအရေးချင်းရှိဆုံးဒါမှမဟုတ်အထူးဉာဏ်ပညာပါရမီပါဆုံးသူတွေဖြစ်ချင်မှဖြစ်ပါလိမ့်မယ်သူတို့ကလက်မြောက်ရှုံးမပေးဘဲနဲ့ငင်းဆန်တဲ့သူတွေဖြစ်ပါတယ်တိုးတက်မှုကနေကွေးနေခြင်းမျိုးမှာတော့သူတို့ပင်ပန်းနေခြင်းမျိုးမှာတော့မှဘယ်သူမှမကြည့်နေတဲ့အချိန်မျိုးမှာတော့သူတို့ဆက်ပြီးတော့မှလှုပ်ဆောင်နေကြပါတယ်စီကံဆိုတာကကြော်သားတစ်ခုလိုပဲမိတ်ဆွေအသုံးပြုလေးပို့ပြီးတမ်းမာလာလေပဲတခြားကြော်သားလေးလိုပဲလေ့ကျင့်မှုထက်ခါတလဲလဲလှုပ်ဆောင်မှုနဲ့ကြိုးစားအားထုတ်မှုလိုအပ်ပါတယ်မိတ်ဆွေစီကံရှိသူတရားဖြစ်ခြင်းနဲ့ဆိုရင်စီကံကိုလေ့ကျင့်ရပါမယ်အရာရာကိုသေးသေးလေးကနေစတင်ပါကိုထားမယ်လို့ပြောထားတဲ့အချိန်မှာထားပါကိုယ့်ရဲ့ဂရုတွေကိုစောင့်ထိန်ပါစိတ်မပါဘူးလို့ခံစားရတဲ့ချိန်မျိုးမှာတော့အလုပ်ကိုလုပ်ပါကိုထိန်းချုပ်တဲ့ဒီလိုသေးငယ်တဲ့လုပ်ရက်လေးတွေကအချိန်ကြာလာတဲ့အမျှပေါင်းဆက်ပြီးကြီးမားလာပါတယ်သူတို့ကကိုယ်ပိုင်သမာဓိရှိမှုခံစားချက်ကိုဖန်တီးပေးပါတယ်ကိုအားကိုးနိုင်တယ်ဆိုတဲ့အသည့်ကိုဖြစ်ပေါ်စေပါတယ်ပြီးတော့ကိုအဲ့ဒီအစဉ်ထိယုံကြည်မှုတည်ဆောက်ပြီးတာနဲ့မိတ်ဆွေအလားအလာကအကန့်အသတ်ဖြစ်သွားပါပြီဘဝရဲ့ကြီးမားဆုံးဆုလက်တွေကခဏဦးစိတ်လှုပ်ရှားမှုတွေကုံဆုံးသွားပြီးနောက်မှာတော့လုပ်ဖို့လိုအပ်တဲ့အရာတွေကိုလှုပ်ဆောင်တဲ့သူတွေစီကိုရောက်လာပါတယ်ဘယ်သူမှဆိုတခုခုကိုစတင်နိုင်ပြီးမြဲပြီးဆုံးအောင်လုပ်နိုင်တဲ့သူကတော့အနည်းငယ်သာရှိပါတယ်လန်ကီကခက်ခဲလာတဲ့အခါသူတို့ရဲ့ပန်းတိုင်းတွေကိုဆွန့်လွတ်လိုက်ကြတဲ့ဆရာတတ်မှုနဲ့စတင်ခဲ့တဲ့သူတွေနဲ့ကဘာကြီးကပြည့်နေပါတယ်ဒါပေမဲ့စစ်မှန်တဲ့စီကံဆိုတာကခန္ဓာရင်ရှိမှုပါပဲစိတ်မပါတော့တဲ့ချိန်မျိုးမှာတော့လမ်းကြောင်းကမရရတဲ့ချိန်မျိုးမှာတော့တိုးတက်မှုကမမြင်ရတဲ့အချိန်မျိုးမှာတော့မှလမ်းကြောင်းပေါ်မှာဆက်လက်ရှိနေခြင်းပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲတိုးတက်ပြောင်းလဲမှုကြီးတွေဖြစ်လာတာပါအဲ့ဒီအချိန်မှာပဲမိတ်ဆွေကဂျန်တဲ့သူတွေနဲ့ကိုခွဲထုတ်နိုင်တာပါကိုထိန်းချုပ်နိုင်စွမ်း self discipline ကမိတ်ဆွေဘန်းနိုင်နေတဲ့မိတ်ဆွေအောင်မြင်မှုတွေခြားကထားပါပဲဒါမိတ်ဆွေရှိတဲ့နေရာကနေမိတ်ဆွေသွားခြင်းတဲ့နေရာကိုတင်ဆောင်သွားပြီးတဲ့အတန်တိတ်စွမ်းအားတစ်ခုပါပဲဒါမရှိအိမ်မက်တွေကအိမ်မက်ဖြစ်ပဲကြံရှိနေပါလိမ့်မယ်ဒါရှိတော့ဘာမှမဆိုဖြစ်နိုင်ပါလိမ့်စီကံဆိုတာပြည့်ပေးခြင်းမဟုတ်ပါဘူးဒါလက်ဆောင်တစ်ခုပါဒါကိုလေးစားမှုရဲ့အဆုံးစွန်ပုံစံကိုချစ်ချင်းမြတ်တာအမြင့်ဆုံးလုပ်ရပဲဖြစ်ပါတယ်ဒါမိတ်ဆွေအပြေးဝသောအလားအလာကိုဖွင့်ထုတ်ဖို့တောချက်ပါပဲကိုအနိုင်ရအောင်လေ့ကျင့်ပေးလိုက်ပါအဲ့ဒီခါမိတ်ဆွေအောင်မြင်နိုင်တဲ့အရာတွေအတွက်အကန့်အသတ်ဆိုတာကရှိတော့မှာမဟုတ်ပါဘူးနာကျင်မှုကအစွမ်းတတဲ့ဆရာတူပါပဲဒါကမိတ်ဆွေကိုပြည့်စည်ပြနိုင်လိုက်တယ်လို့တိဆောက်ပေးနိုင်ပြီးတော့မှဒီရွေးချယ်မှုကိုမိတ်ဆွေတယောက်တည်းကသာလုပ်ရမှာပါအခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါမိတ်ဆွေမှာရွေးချယ်စရာနှစ်ခုရှိတယ်ကိုယ့်ရဲ့ဆင်းရဲဒုက္ခဒဏ်ကိုလက်ခံပြီးအရှုံးပေးမလားဒါမှမဟုတ်အရင်ကားတတ်ပူပြီးတော့မှတန်မာလောင်ရုံထွက်မလားနာကျင်မှုကရှောင်လဲလို့မရပါဘူးဒါပေမဲ့ကြီးထွားမှုကတော့ရွေးချယ်ခွင့်ရှိပါတယ်ဘဝရဲ့စိန်ခေါ်မှုတွေကိုမိတ်ဆွေတုံ့ပြန်ပုံကမိတ်ဆွေရဲ့လမ်းကြောင်းကိုဆုံးဖြတ်ပေးပါတယ်စိန်ခေါ်မှုတွေကမိတ်ဆွေကိုခါးသေးစေနိုင်တယ်လို့ပူပြီးကောင်းမွန်လာအောင်လည်းလှုပ်ဆောင်ပေးနိုင်ပါတယ်မိတ်ဆွေလေးစားတဲ့အောင်မြင်သူတိုင်းကညင်ပယ်ခံရခြင်းဆုံးရှုံးမှုနဲ့ချောက်ရှုံးမှုတွေကိုကြုံတွေ့ခဲ့ပူပါတယ်ဘယ်သူမှတို့ရဲ့တိုက်ပွဲကနေရတဲ့ထင်ရတွေမပါဘဲနဲ့အောင်မြင်မှုရဲ့အထွေတွေကိုမရောက်နိုင်ပါဘူးအောင်မြင်တဲ့သူတွေနဲ့မအောင်မြင်တဲ့သူတွေကြားကကွာခြားချက်ကတော့ရိုးရှင်းပါတယ်သူတို့ကနာကျင်မှုကိုသူတို့ရဲ့ရှေ့ဆက်သွားခြင်းကိုရပ်တန့်ခွင့်မပေးပါဘူးအဲ့ဒီစားသူတို့ကအဲ့ဒါကိုရှေ့ကိုတွန်းဖို့တွန်းအားဖြင့်နဲ့အသုံးပြုပါတယ်နာကျင်မှုကသူတို့ရဲ့မိတော့ဖြစ်လာပြီးတော့သူတို့ကိုပိုပြီးကြီးရဲ့ခမ်းနားတဲ့အရာဖြစ်နဲ့ပုံသွင်းပေးပါတယ်ဒါစိတ်ကိုတက်မြက်စေတယ်စိတ်ဓာတ်ကိုခိုင်မာစေတယ်ပြီးတော့စိတ်ပိုင်းဖြတ်မှုကိုမာကြောစေပါတယ်တခြားသူတွေပြိုလဲတဲ့အခါသူတို့ကထားရကြပါတယ်နောက်တစ်ချိန်ဘဝကမိတ်ဆွေကိုလဲကြအောင်လုပ်တဲ့အခါလဲကြနေအောင်မနေပါနဲ့ထားလိုက်ပါအသက်တပံပြင်းပြတဲ့စိတ်ဆုံးပြတ်ချက်နဲ့ထားလိုက်ပါနာကျင်မှုကိုရင်ခါတတ်ပို့ပြီးတော့မှတန်မာထက်မြက်မဆုံးမနေတဲ့သူဖြစ်လာအောင်လို့တွန်းအားပေးပါစေကြီးထွားမှုဆိုတာဘယ်တော့မှတတ်မရှိပါဘူးအဲ့ဒါကြောင့်ပဲနာကျင်မှုကမရှိမဖြစ်လိုအပ်တာပါဒါမိတ်ဆွေကိုပြောင်းလဲတိုးတက်အောင်တင်းကျပ်လှုပ်ဆောင်ပါတယ်ဒါမိတ်ဆွေရဲ့ကန့်သက်ချက်တွေကိုကြော်လွန်ဆွဲဆန့်ပေးပြီးတော့ကိုကျေနပ်နေတဲ့အမြင်မှကိုချီးဖြတ်ပေးပါတယ်ဘဝရဲ့အကောင်းဆုံးသင်ခန်းစာတွေဟာတတ်ရှိမှုကနေမှုပဲနဲ့ရုန်းကန်မှုကနေပေါ်ထွက်လာတာပါနာကျင်မှုကမိတ်ဆွေစိတ်ဝိညာဉ်တွေကိုဉာဏ်ပညာကိုထွေးထုတ်ပေးပြီးတော့မိတ်ဆွေဖြစ်လာမယ့်သူဖြစ်ပုံသွင်းပေးပါတယ်မတတ်မသာခံစားခြင်းကပြောင်းလဲခြင်းရဲ့မွေးဖွားနေရပါမိတ်ဆွေနာကျင်နေတဲ့အခါမိတ်ဆွေကကူပြောင်းနေတဲ့အခြေအနေမှာရှိနေတာပါဒီလိုအချိန်မျိုးမှာပဲမိတ်ဆွေဆုံးဖြတ်ချက်ချရပါမယ်ဒီနာကျင်မှုကမိတ်ဆွေကိုလွှမ်းမိုးသွားခွင့်ပေးမလားဒါမှမဟုတ်အဲ့ဒါကိုသုံးချမလားလူအများစုကနာကျင်မှုကနေထွက်ပြေးကြပြီမဲ့ဉာဏ်ပညာရှိသူတွေကတော့နာကျင်မှုကမာမိတ်ဖြစ်တယ်ဆိုတာကိုနားလည်ကြပါတယ်တခြားဘယ်အရာကမှမလုပ်နိုင်တဲ့အခါမိတ်ဆွေကိုရှေ့ကိုတွန်းပို့ပေးတဲ့ဆွမ်းအားပါပဲခက်ခဲတဲ့အခြေအနေကိုလက်ခံဖို့မိတ်ဆွေသင်ယူတဲ့အခါအခက်အခဲကိုရှောင်ပြေးတဲ့သူတွေထက်တာလွန်တဲ့အားသာချက်ကိုမိတ်ဆွေရရှိနိုင်ပါတယ်မိတ်ဆွေကမရေးမြိုင်တဲ့သူဖြစ်လာပါလိမ့်မယ်နာကျင်မှုကိုလုပ်ငန်းစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေပြန်လဲတတ်မှတ်လိုက်ခြင်းကအရာအလုံးပြောင်းလဲပေးပါတယ်မိတ်ဆွေအဲ့ဒါကိုကြောက်ရွံ့တော့မှာမဟုတ်ပါဘူးမိတ်ဆွေအဲ့ဒါကိုရန်သူဖြစ်မြင်တာကိုရက်လိုက်ပြီးတော့လမ်းပြသူပြစတဲ့အသိမဲ့ပြုပါလိမ့်မယ်နာကျင်မှုကလမ်းရဲ့အဆုံးသတ်မဟုတ်ပါဘူးဒါပိုပြီးကြီးကျယ်တဲ့အရာတစ်ခုရဲ့အစပဲဖြစ်ပါတယ်
နာကျင်မှုကိုလုံးစုံမှုပြည့်အသုံးပြုတဲ့အခါမိတ်ဆွေတစ်ချိန်ကမဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့အရာတွေကိုကြော်လွန်အောင်တွန်းအားပေးပါတယ်ကို့မှာရှင်မန်းတော်မသိခဲ့တဲ့ခွန်အားတိုးလောင်တဲ့နေရာကိုမိတ်ဆွေထိတွေ့လိုက်တာပါပဲမိတ်ဆွေကဘယ်သူမှတားဆီးလို့မရတဲ့သူဖြစ်လာပါလိမ့်မယ်တမိုင်းတစ်လျှောက်မှာပြင်းထန်ဆုံးဒဏ်ခံနိုင်စွမ်းရှိတဲ့သူတွေကိုစဉ်းစားကြည့်ပါသူတို့အားလုံးမှာတူညီတဲ့အရာတစ်ခုရှိပါတယ်သူတို့ကသူတို့ရဲ့နာကျင်မှုကိုဆွမ်းအားဖြင့်နဲ့ပြောင်းလဲခဲ့ကြတယ်သူတို့ကညှင်းပယ်ခံရတာကိုရင်ဆိုင်ခဲ့ပြီးတော့သူတို့ရဲ့ကျွမ်းကျင်မှုတွေကိုပုံမကောင်းမအောင်လုပ်ဖို့အဲ့ဒါကိုအသုံးပြုခဲ့ကြတယ်သူတို့ကဆုံးရှုံးမှုကိုခံစားခဲ့ရပြီးသူတို့ရဲ့ရွေချက်ကိုနှက်ဆိုင်စေဖို့အဲ့ဒါကိုအသုံးပြုခဲ့ကြတယ်သူတို့ကကြာရှုံးမှုကိုခံနိုင်ရရှိခဲ့ပြီးအောင်မြင်မှုစီကိုခြေလမ်း6တုံးဖြစ်နေအဲ့ဒါကိုအသုံးပြုခဲ့ကြပါတယ်နာကျင်မှုကသူတို့ရဲ့ဆရာဖြစ်လာပြီးတော့မှသူတို့ကိုတဏှာကြီးတွေဖြစ်ပုံသွင်းပေးခဲ့ပါတယ်မိတ်ဆွေမှလည်းအဲ့ဒီဆွမ်းအားရှိပါတယ်မိတ်ဆွေနားလေထားတာတဲ့ပို့ပြီးတော့မှမိတ်ဆွေဆန်းဆောင်နိုင်ပြီမဲ့ရုံးကမှုကိုလက်ခံဖို့မိတ်ဆွေဆန္ဒရှိမှသာဖြစ်ပါတယ်မိတော့ကနေရှောင်မပြေးပါနဲ့အဲ့ဒီတဲကိုခြေလမ်းဝင်လိုက်ပါအဲ့ဒါကမိတ်ဆွေကိုပို့ပြီးတော့မှကြီးကျယ်တဲ့အရာဖြစ်နေပုံသွင်းပါစေမိတ်ဆွေနာကျင်မှုခံစားရတိုင်းမှာဒီနေရာကပြောင်းလဲမှုဖြစ်ပေါ်တဲ့နေရာပဲဒီနေရာကငါကြီးထွားတဲ့နေရာပဲဒီနေရာကငါဖြစ်တဲ့သူဖြစ်လာတဲ့နေရာပဲဆိုတာကိုသတိပေးပါဘဝကမိတ်ဆွေကိုစမ်းသပ်ပါလိမ့်မယ်မိတ်ဆွေရဲ့လမ်းမှာဓာတ်စီတွေကိုပြစ်ပေါက်ပါလိမ့်မယ်နာကျင်မှုကမခံမြဲနိုင်အောင်ခံစားရတဲ့အခိုက်အတန့်တွေကိုမိတ်ဆွေတွေ့ကြုံရပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအချိန်ဒီမှာသတိရပါနာကျင်မှုကမိတ်ဆွေကိုဖျက်ဆီးဖို့ရောက်လာတာမဟုတ်ပါဘူးတိဆောက်ဖို့ရောက်လာတာပါမချိုးပြနိုင်တဲ့သူဖြစ်ပုံသွင်းပေးဖို့ရောက်လာတာပါဒါကြောင့်မုန်တိုင်းလာတဲ့ကလာကိုလာပါလိမ့်မယ်မရက်ပါနာကျင်မှုကိုရင်ဆိုင်ပါထိတ်လည်းမပြနဲ့စုပ်ခွာမသွားပါနဲ့အဲ့ဒါကိုလက်ခံပါအသုံးပြုပါမိတ်ဆွေကိုရှေ့ကိုမောင်းနေပြီးမဲ့တုံးအားဖြင့်ပြောင်းလဲလိုက်ပါဘာလို့လဲဆိုတော့နောက်ဆုံးမှာတော့နာကျင်မှုကမိတ်ဆွေရန်သူမဟုတ်ပါဘူးမိတ်ဆွေအကြီးမြတ်ဆုံးဆရာပါပဲမိတ်ဆွေဘယ်ကိုသွားနေမှမသိဘူးဆိုရင်ဘယ်တော့မှအဲ့ဒီကိုရောက်မှာမဟုတ်ပါဘူးပန်းနိုင်မရှိတဲ့ဘဝကတန်လိုက်အိမ်မြောင်မပါဘဲနဲ့လီကိုရွက်လွတ်နေရတယ်လို့ပါပဲမိတ်ဆွေရွေချက်မရှိဘဲနဲ့လွင်မျောနေပြီးဘယ်တော့မှခရီးပန်းနိုင်ဘူးတကယ်မရောက်ပါဘူးပန်းနိုင်တွေကမိတ်ဆွေကိုလမ်းညွှန်မှုရွေချက်နဲ့စူးစမ်းအားထုတ်စရာတစ်ခုခုကိုပေးပါတယ်ရှင်းလင်းပြသမှုကိုပေးစမ်းပြီးတော့မိတ်ဆွေလမ်းနဲ့ခြေလမ်းနဲ့ကမိတ်ဆွေစိတ်ကူးရတဲ့ဘဝစီကိုပုံမနီးစပ်စေတယ်ဆိုတာသိကြစေပါတယ်ဒါပေမဲ့ပန်းနိုင်တွေချမ်းမြောက်နေမလုံလောက်ပါဘူးမိတ်ဆွေကသူတို့ကိုတိကျစွာနဲ့တတ်မှတ်ရမယ်ငါအောင်မြင်ခြင်းနဲ့ဒါမှမဟုတ်ငါပျော်ရွှင်ခြင်းနဲ့လိုမျိုးမဝဝဆန္ဒတွေကအောင်မြင်မှုတွေလိုအပ်တဲ့တိဆောက်ပုံအားနေပါတယ်အဲ့ဒီအစားရှင်းလင်းတဲ့တိကျတဲ့တိုင်းတာနဲ့ပန်းနိုင်တွေကိုချမ်းပတ်ပါကိုမေးပါငါတိကျဘာကိုအောင်မြင်နေတာလဲဘယ်အချိန်မှလဲငါရဲ့တူတက်မှုကိုဘယ်လိုတိုင်းတာမလဲမိတ်ဆွေကပို့ပြီးတိကျလေးရှေ့ဆက်မဲ့လမ်းကြောင်းကိုဖန်တီးဖို့ပုံမလွယ်ကူလေးပါပဲမိတ်ဆွေရဲ့ပန်းနိုင်တွေကိုတတ်မှတ်ပြီးတာနဲ့သူတို့ကိုလှုပ်ဆောင်နေတဲ့ခြေလမ်းလေးတွေအဖြစ်ပိုင်းဖြတ်လိုက်ပါကြီးကျယ်တဲ့အမြင်တစ်ခုကစိတ်ရှုပ်တွေသွားနိုင်ပြီပဲဒါကိုသိငယ်ပြီးတော့မှစီမံခန့်ခွဲနိုင်တဲ့လုပ်ငန်းဆောင်တာလေးတွေအဖြစ်ခွဲလိုက်တဲ့အခါမှာအောင်မြင်တဲ့အရာဖြစ်လာပါတယ်ရှေ့ကိုလမ်းတဲ့ခြေလမ်းတိုင်းကတွန်းအားကိုတိဆောက်ပေးပြီးတော့တခြင်းကမဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့အရာကိုရှောင်လဲလို့မရတဲ့လက်တွေ့ဘဝဖြစ်နေပြောင်းလဲပေးပါတယ်ဒါပေမဲ့လည်းမိတ်ဆွေရဲ့ပန်းနိုင်တွေအောင်မြင်မှုအတွက်အရေးကြီးဆုံးအချက်ကတော့လှုပ်ဆောင်မှုပါပဲလှုပ်ဆောင်မှုမရှိရင်တော့ပန်းနိုင်တွေကယူရှင်တဲ့ဆွမ်းနာတွေဖြစ်ပြီးကြံရှိနေမှာပါအချိန်ကြာလာတဲ့နေ့အမြမေးမိန်သွားမယ်အိမ်မက်တွေပါပဲနေတိုင်းဘလောက်ပဲသိငယ်ပါစီလှုပ်ဆောင်မှုယူပါတသမတဲ့ရှိခြင်းကအချိန်ကြာလာတဲ့နေ့မြဘောင်းစီးပြီးတော့မှကြီးမားတဲ့ကြားလက်တွေကိုဥတည်စေပါတယ်အောင်မြင်ဆုံးပုံကိုယ်တွေကအရေးချင်းရှိဆုံးဒါမှမဟုတ်အသိဉာဏ်ရှိဆုံးဖြစ်ချင်မှဖြစ်ပါလိမ့်မယ်သူတို့ကလက်မြောက်အရှုံးမပေးဘဲနဲ့ငင်းဆန်တဲ့သူတွေဖြစ်ပါတယ်အစီအစဉ်မရှိတဲ့ပန်းနိုင်ကစန္ဒတကူတတ်ပါပဲဇေယျတတမှုတွေကိုအောင်မြင်မှုပြည့်နဲ့ပြောင်းလဲဖို့အတွက်မိတ်ဆွေကလမ်းပြမြေပုံတစ်ခုကိုဖန်တီးရမယ်မိတ်ဆွေရဲ့ပန်းနိုင်တွေကိုချရေးပါဒီရိုးရှင်းတဲ့လုပ်ရက်ကဂရီကဝတ်ကိုအားပြည့်ပြီးတော့မှရှင်းလင်းပြသမှုကိုတိုးမြင့်ပေးပါတယ်စက်တန်းတွေကသူတို့ရဲ့ပန်းနိုင်တွေကိုချရေးတဲ့သူတွေဟာအောင်မြင်မှုအသီးသတာအခွင့်အလမ်းပိုများတယ်ဆိုတာကိုပြသထားပါတယ်ချရေးပြီးတာနဲ့သူတို့ကိုလာစဉ်ပတ်စဉ်နဲ့နေ့စဉ်လုပ်ငန်းဆောင်တာလေးတွေပြပိုင်းဖြစ်လိုက်ပါဒီလိုစနစ်တကျချင်းကပ်ပုံကဒီညီနဲ့တိုးတက်မှုကိုတည်ကြစေပြီးတော့မှရွှေစမ်းခြင်းကိုကာကွယ်ပေးပါတယ်ပြည့်စုံမှုဆိုတာကတိုးတက်မှုရဲ့ရှင်သူပါပဲလူအများပြားကကြာရှုံးမှကိုကြောက်ရွံ့တဲ့အတွက်လှုပ်ဆောင်မှုတုံ့ဆိုင်းနေကြတယ်ဒါပေမဲ့အောင်မြင်မှုဆိုတာအပြည့်နာစာခင်းတာမဟုတ်ပါဘူးဒါဆွဲရှိမှုဖြစ်ပါတယ်ပြည့်စုံမှုတွေတိုးတက်မှုပေါ်အာရုံစိုက်ပါခက်ခဲတွေကနေသိယူပါမိတ်ဆွေချင်းကပ်ပုံကိုချိန်ညှိပါပြီးတော့ရှေ့ကိုဆက်လုပ်ရှားပါကြီးထွားမှုတုံ့ဆိုင်းမှုကနေမှုပဲနဲ့လှုပ်ဆောင်မှုကနေလာတာပါတာဝန်ယူမှု accountability ကဘန်းတိုင်းအောင်မြင်မှုရဲ့နောက်ထပ်အဓိကအစိတ်ပိုင်းတစ်ခုပါပဲမိတ်ဆွေတိုးတက်မှုအတွက်ကိုတာဝန်ယူပါမိတ်ဆွေကြိုးစားအားထုတ်မှုတွေကိုမတန်းတင်ပါရလဒ်တွေကိုတိုင်းတာပါပြီးတော့ဘာတွေလုပ်ဖြစ်နေလဲဘာတွေအလုပ်မဖြစ်ဘူးလဲဆိုတာကိုယူသားပါလိုအပ်မိတ်ဆွေကိုလမ်းကြောင်းပေါ်မှာဆက်ရှိနေအောင်ကူညီပေးနိုင်တဲ့တာဝန်ယူမှုမိဖက်လမ်းညွှန်စရာတငယ်ချင်းဒါမှမဟုတ်ဒီပြတူကိုရှာပါသိငယ်တဲ့အောင်ပွဲတွေကရေးကြီးပါတယ်သူတို့ကိုဂုဏ်ပြုပါရောက်ရှိတဲ့အမှတ်တိုင်တိုင်းကမိတ်ဆွေမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်ဆိုတဲ့သက်သေပါပဲတိုးတက်မှုကိုသိမှတ်ပြုခြင်းကလှုံ့ဆော်မှုကိုမြင့်တင်ပေးပြီးတော့ကောင်းမွန်တဲ့လေ့ကျင့်တွေကိုအားပြည့်ပေးပါတယ်အောင်မြင်မှုကနောက်ဆုံးအောင်မြင်မှုတသက်မဟုတ်ဘဲနဲ့ဒီလိုအဆင့်ဆင့်သောအောင်ပွဲလေးတွေနဲ့တိစောက်ထားတာပါ
ပန်းနိုင်တွေကရှင်းလင်းပြန်စားမှုနဲ့ရွေချက်ကိုပေးပါတယ်ဒါပေမဲ့လှုပ်ဆောင်မှုကသာသူတို့ကိုလက်ပြည့်ဖြစ်နေပြောင်းလဲပေးပါတယ်လူများစွာအရေးချင်းမရှိလို့ကြာရှုံးတာမဟုတ်ပါဘူးတသက်မတည်းလှုပ်ဆောင်မှုမရှိလို့ကြာရှုံးတာပါသူတို့ကတုံဆိုင်ကြတယ်ရွှေဆိုင်ကြတယ်ဒါမှမဟုတ်စင်ကော်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါလက်လျှော့လိုက်ကြတယ်ဒါပေမဲ့ဇွဲရှိသူတွေသူတို့ရဲ့အစီအစဉ်တွေကိုနေ့စဉ်ကောင်းတဲ့ပေါ်သူတွေလက်လျှော့ဖို့ညှင်းဆန်တဲ့သူတွေဒီလူတွေကလည်းအောင်မြင်မှုကိုရရှိကြတဲ့သူတွေပါဒါကြောင့်မိတ်ဆွေရဲ့ပန်းနိုင်တွေကိုတတ်မှတ်ပါအစီအစဉ်တွေကိုဆွဲပါနေ့တိုင်းလှုပ်ဆောင်ပါအောင်မြင်မှုဆိုတော့ကံကောင်းခြင်းကိစ္စမဟုတ်ပါဘူးဒါမစုံမနစ်တဲ့ကြိုးပမ်းအားထုတ်မှုရဲ့မလွဲမသွေရလတ်ပါပဲမိတ်ဆွေကလက်လျှော့ဖို့ညှင်းဆန်နေဆိုရင်တိုးတက်ဖို့ခရီးပြုမယ်ဆိုရင်စီကံရှိပြီးအာယုံဆိုင်နေမယ်ဆိုရင်အောင်မြင်မှုဆိုတော့ကဖြစ်နိုင်ခြင်းမဟုတ်ပါဘူးသေချာမှုပါပဲမိတ်ဆွေလှုပ်ဆောင်တဲ့အရာအားလုံးရဲ့အခြေခံအုတ်မြစ်အဖြစ်မိတ်ဆွေရဲ့စိတ်နေသဘောထားကိုတတ်မှတ်ပါဒါမိတ်ဆွေစင်ကော်မှုတွေကိုရင်ဆိုင်မလားဒါမှမဟုတ်ဘီယာအောက်မှာပြိုလဲသွားမလားဆိုတာကိုဆုံးဖြတ်ပေးပါတယ်စိတ်တဲ့အာနေခြင်းကတဲပေါ်မှာစောက်ထားတဲ့အိမ်လိုပဲအလွယ်တကူပဲတုံခါနိုင်တယ်နူးညံ့မြေလွယ်တကူပြိုကျနိုင်တယ်ဒါပေမဲ့ခိုင်မာတဲ့စိတ်ဓာတ်ကတော့မရင်းရိုင်ဘူးခက်ခဲတဲ့ကြားကနေရှင်သန်ကြီးထွားပြီးတော့အတားအဆီးတွေကိုခြေလန်းကြောက်တုံးနေဖြစ်နေပြောင်းလဲပေးပါတယ်စင်ကော်မှုတဲ့အခွင့်အရေးကိုတင်ပြနေပါတယ်ဒါပေမဲ့မိတ်ဆွေအဲ့ဒီနည်းနဲ့မြင်ဖို့ရွေးချယ်မှသာဖြစ်ပါတယ်ဘဝကမိတ်ဆွေကိုစမ်းသပ်ပါလိမ့်မယ်ဒါအခက်ခဲတွေကြာရှုံးမှုတွေနဲ့မမျော်လင့်ထားတဲ့ဆင်းရဲဒုက္ခတွေကိုမိတ်ဆွေလမ်းမှာပြစ်ပေါက်ပါလိမ့်မယ်ပျက်စီးလိုတဲ့စိတ်ဓာတ်ကဒါတွေကိုလက်လျှော့ဖို့အကြောင်းပြချက်ဖြစ်နေအောင်မြင်မှုကလည်းလက်မမီဘူးဆိုတဲ့တသက်အဖြစ်မြင်ပါတယ်အခြားတစ်ပတ်မှာတော့ခိုင်မာတဲ့စိတ်ဓာတ်ကဒီအခက်ခဲတွေကိုသင်ခန်းစာတွေအဖြစ်ပြန်လည်သတ်မှတ်ပါတယ်ကြာရှုံးမှုနဲ့ကြုံတွေ့ရတဲ့အခါမိတ်ဆွေကိုမချိုးပြတ်နိုင်ပါဘူးဒါမိတ်ဆွေကိုပညာပေးပါတယ်အားကောင်းလို့ဖို့လိုအပ်တဲ့အားနည်းချက်တွေနဲ့ပြည့်ပြည့်မှုလိုအပ်တဲ့မဟာဗျူဟာတွေကိုဖော်ပြပေးပါတယ်ဘဝမှာအောင်ပွဲခံတဲ့သူတွေကကြာရှုံးမှုကိုရှောင်ရှားတဲ့သူတွေမဟုတ်ပါဘူးသူတို့ကအဲ့ဒါကိုလက်ခံပြီးသင်ယူလို့ပို့ပြီးတမ်းမာလာသူတွေပါပဲမိတ်ဆွေရဲ့အတွေ့တွေကမိတ်ဆွေရဲ့လက်တွေ့ဘဝကိုဖန်တီးသူတွေပါမိတ်ဆွေကိုငါဒါကိုမလုပ်နိုင်ဘူးလို့အမြဲပြောနေမယ်ဆိုရင်ကြာရှုံးမှုကကိုယ့်အတွက်တကယ်ဖြစ်လာအောင်ဖန်တီးလိုက်တယ်လို့ပဲဒါပေမဲ့မိတ်ဆွေကခက်ခဲတွေကိုကြော်လွှားနိုင်စွမ်းကိုယုံကြည်တဲ့အခါဖွက်ထားတဲ့ခွန်အားနဲ့ဒဏ်ခံနိုင်စွမ်းတွေကိုဖွင့်ထုတ်လိုက်တာပါပဲစိတ်ဟာအစွမ်းတက်တဲ့စွမ်းအားတစ်ခုဖြစ်ပြီးတော့မိတ်ဆွေလှုပ်ဆောင်ချက်တွေကိုပုံဖော်ပြီးမိတ်ဆွေရလဒ်တွေကိုအမိန့်ပေးပါတယ်ဒါမိတ်ဆွေယုံကြည်ဖို့ရွေးချယ်တဲ့အရာကနေစတင်ပါတယ်ကြီးထွားမှုစိတ်တဲ့ a growth mindset ကအစင်မြင့်အောင်မြင်သူတွေလျှို့ဝှက်လက်နက်ပါဒါအခြေအနေတိုင်းမှာလားလာကိုမြင်ပါတယ်စွမ်းရည်တွေကိုပုံသူတတ်မှတ်ထားတဲ့အရာဖြစ်မမြင်မဲနဲ့ကြိုးစားအားထုတ်မှုနဲ့သင်ယူမှုဖြင့်ဖွံ့ဖြိုးတိုးတက်နိုင်တဲ့အရာတွေဖြစ်မြင်ပါတယ်ဒီစိတ်ဓာတ်ကိုလက်ခံကျင့်သုံးသူတွေကအမြဲတမ်းတိုးတက်နေတယ်အမြဲတမ်းပြောင်းလဲနေတယ်ပြီးတော့ရက်တက်နေတာကိုဘယ်တော့မှရှင်းနေခြင်းမရှိပါဘူးရုန်းကန်ခြင်းကခွန်အားကိုဥတီစေတယ်ဆိုတာသူတို့သိတဲ့အတွက်စင်ဖော်မှုတွေကိုကြိုးစုကြတယ်သူတို့ရင်ဆိုင်ရတဲ့ခက်ခဲတိုင်းကကိုယ်ပိုင်ပြောင်းလဲမှုတွေကရိယာတစ်ခုဖြစ်လာပါတယ်မိတ်ဆွေစိတ်ဓာတ်ကိုအားကောင်းစေဖို့မှန်ကန်တဲ့အတွေ့အကြုံကိုကျွေးမွေးဖို့လိုတယ်တန်မာတဲ့ခန္ဓာကိုယ်ကအမှန်ကန်တဲ့အာဟာရလိုအပ်တယ်လို့တန်မာတဲ့စိတ်ကလည်းမှန်ကန်တဲ့လွှမ်းမိုးမှုတွေလိုအပ်ပါတယ်ကိုကောင်းမွန်တဲ့ຢာတွေနဲ့ဝန်းရံတာပါမိတ်ဆွေကိုမြင့်တင်ပေးမဲ့သူတွေလုံးစုံမှုပေးမဲ့စာအုပ်တွေပြီးတော့မိတ်ဆွေရည်မှန်းချက်ကိုတွန်းအားပေးမဲ့ message တွေနဲ့ပတ်ပတ်လည်နေပါအနှုတ်လက္ခဏာဆောင်တာတွေကိုမစုံမနစ်ဖြစ်တာဖြစ်ပါမိတ်ဆွေပေါင်းတဲ့သူတွေမိတ်ဆွေစားသုံးတဲ့အကြောင်းအရာတွေပြီးတော့ကိုပြောတဲ့စကားလုံးတွေအားလုံးကမိတ်ဆွေစိတ်ပန်းဆိုင်ရာအခြေအနေကိုပုံဖော်ပေးပါတယ်မိတ်ဆွေကစိတ်ဓာတ်ဖြစ်စေတဲ့လွှမ်းမိုးမှုတွေကိုမိတ်ဆွေဘဝတွေကိုဝင်ခွင့်ပေးလိုက်ရင်သူတို့ကမိတ်ဆွေရဲ့စိတ်ဓာတ်ကိုအစိတ်ဖြစ်စေပြီးတော့မှမိတ်ဆွေရဲ့လားလာကိုရှော့ချပြစ်ပါလိမ့်မယ်အောင်မြင်မှုဆိုတာကကျွမ်းကျင်မှုဒါမှမဟုတ်အရေးချင်းတက်မဟုတ်ပါဘူးကြီးမားတဲ့ဆွေးရည်ရှိတဲ့လူအများပြားကဇွဲမလျှော့တဲ့စိတ်ဓာတ်မရှိတဲ့အတွက်ကြာရှုံးကြပါတယ်စစ်မှန်တဲ့အောင်မြင်မှုကလက်လျှော့ဖို့ညှင်းဆန်တဲ့သူတွေအတွက်သာဖြစ်ပါတယ်အထာစီတွေကြကဆက်လက်လှုပ်ဆောင်နေတဲ့သူလဲကျပြီးတိုင်းပြန်ထားနေတဲ့သူဘာပဲဖြစ်ဖြစ်ရှေ့ကိုဆက်တွန်းဖို့နေတဲ့သူအဲ့ဒီသူကတန်တော်ဆုံးမအနိုင်ရသူပါအတော်ဆုံးဒါမှမဟုတ်ပါရမီရှိဆုံးဖြစ်ဖို့မဟုတ်ပါဘူးလက်လျှော့ဖို့ညှင်းဆန်တဲ့သူဖြစ်ဖို့ပါပဲမိတ်ဆွေလက်မမြောက်တဲ့စိတ်ဓာတ်ကိုမွေးမြူတဲ့အခါဖေးရကမှမိတ်ဆွေလမ်းမှာကာစီးနေမှာမဟုတ်ပါဘူးစိန်ခေါ်မှုတွေပေါ်လာပါလိမ့်မယ်ဒါပေမဲ့သူတို့ကမိတ်ဆွေကိုအနိုင်ယူမှာမဟုတ်ပါဘူးကြာရှုံးမှုတွေဖြစ်လာပါလိမ့်မယ်ဒါပေမဲ့သူတို့ကမိတ်ဆွေကိုတတ်မှတ်မှာမဟုတ်ပါဘူးတန်တရားတွေဝင်လာပါလိမ့်မယ်ဒါပေမဲ့သူတို့ကမိတ်ဆွေကိုထိန်းချုပ်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့မိတ်ဆွေကစိတ်ပန်းဆိုင်ရာခွန်အားရဲ့အခြေခံအုတ်မြစ်ကိုတိစောက်ထားလို့ပါအဲ့ဒါနဲ့ဆိုမိတ်ဆွေဘာမှမဆိုအောင်နိုင်ပါတယ်စိတ်နေသဘောထားကအရာအလုံးပါပဲအဲ့ဒါကိုလေ့ကျင့်မှာကာကွယ်ပါအားကောင်းအောင်လုပ်ပါပြီးတော့မိတ်ဆွေရဲ့ဘဝကစိတ်ကူးတော်မရင်မှုတဲ့နီးလန်းတွေနဲ့ပြောင်းလဲသွားတာကိုကြည့်လိုက်ပါမိတ်ဆွေကကိုယ်ချိန်များဆုံးပေးတဲ့သူတွေနဲ့စိတ်တူလာပါလိမ့်မယ်ဒီရိုးရှင်းတဲ့အမှန်တရားကမိတ်ဆွေကိုယ်ပိုင်ကြီးထွားမှုအောင်မြင်မှုနဲ့အလုံးစုံကျမ်းမာရေးရဲ့လမ်းကြောင်းကိုဆုံးဖြတ်ပေးပါတယ်မိတ်ဆွေပေါင်းတဲ့သူတွေကမိတ်ဆွေရဲ့စိတ်နေသဘောထားအလေးချင်းနဲ့ရေးချယ်မှုတွေပေါ်မှာနက်နက်ရှိုင်းရှိုင်းလွှမ်းမိုးမှုရှိပါတယ်ကိုပူကောင်းအောင်တွန်းအားပေးတဲ့သူတွေနဲ့ကိုဝန်းရံထားပါဒါဆိုရင်မိတ်ဆွေကမလွဲမသွေအစင်တန်းအသစ်စီကိုတက်လန်းသွားပါလိမ့်မယ်လူသားတွေကလူမှုတရားတွေဖြစ်ပြီးတော့မှသူတို့ပတ်ဝန်းကျင်ကလူတွေရဲ့စွမ်းရည်သဘောထားနဲ့အပြုမှုတွေရဲ့လွှမ်းမိုးမှုကိုနက်နက်ရှိုင်းရှိုင်းခံရပါတယ်မိတ်ဆွေကဇေယျတတမှုပေးတဲ့စင်ခေါ်မှုပေးတဲ့သူနဲ့တာဝန်ယူမှုရှိအောင်လှုံ့ဆော်တဲ့သူတွေနဲ့ကိုဝန်းရံထားမယ်ဆိုရင်အလားတူဇေယျလက္ခဏာတွေကိုလက်ခံကျင့်သုံးနေတာကိုမိတ်ဆွေတွေ့ရပါလိမ့်မယ်ဒီလူတွေကမိတ်ဆွေကိုတတ်နေပယ်ကနေကြော်လွန်တောင်းအားပေးပြီးတော့မှ
မိတ်ဆွေကန်သားချက်တွေကိုရဲဆိုင်လို့ကြော်လွန်သွားအောင်တင်းချက်လှုပ်ဆောင်ပါလိမ့်မယ်သူတို့ကမိတ်ဆွေကိုမျောလင့်ထားတဲ့ပို့ပြီးတော့မှမျောလင့်ထားပါလိမ့်မယ်အဲဒီကမှမိတ်ဆွေကစေဝမှုကိုစတင်ရင်ဆိုင်လာရလိမ့်မယ်ထူးချွန်မှုဆိုတာကမရွေးချယ်မပြည့်တဲ့စံတော်တစ်ခုဖြစ်လာပါလိမ့်မယ်အခြားတစ်ဖက်မှာတော့နှုတ်လက္ခဏာဆောင်တာတွေပြဿနာတွေနဲ့အကြောင်းပြချက်တွေကလည်းအလွယ်တကူကူးဆက်တတ်ပါတယ်အမြဲတမ်းညှဉ်းညူနေတဲ့အခြေအနေတွေကိုအပြစ်ပုံချနေတဲ့ဒါမှမဟုတ်သူတို့ရဲ့လှုပ်ဆောင်ချက်တွေအတွက်တာဝန်ယူဖို့ညှင်းဆန်တဲ့သူတွေနဲ့မိတ်ဆွေကကိုဝန်းရံထားမယ်ဆိုရင်မိတ်ဆွေကသူတို့ရဲ့စိတ်တွေသဘောထားကိုပြပြချင်းစိုးယူမိပါလိမ့်မယ်အကြောင်းပြချက်တွေကပုံမှန်ဖြစ်လာပါလိမ့်မယ်အလယ်လက်သာဖြစ်တာကိုလက်ခံနိုင်လာပါလိမ့်မယ်သတိမထားမိပဲမိတ်ဆွေကကြီးထွားမှုကိုလိုက်စားမယ်အစားလှုပ်ဆောင်မှုမရှိခြင်းကိုဆင်ញင်ပေးနေတာဖြစ်ပါလိမ့်မယ်ဒီလိုအနုလက္ခဏာဆောင်တဲ့လေးချင်းကမိတ်ဆွေကိုအောက်ကိုဆွဲချထားပြီးတော့မိတ်ဆွေရဲ့အပြေးအဝသောအလားအလာကိုရောက်ရှိဖို့ထားစီထားပါတယ်မိတ်ဆွေရဲ့ပတ်ဝန်းကျင်ကမိတ်ဆွေရဲ့အနာဂတ်ကိုထင်ရစေတယ်မိတ်ဆွေနေစဉ်ဆက်ဆံနေရတဲ့လူတွေကမိတ်ဆွေတိုးတက်မှုကိုတွန်းအားပေးနေတာဒါမှမဟုတ်မိတ်ဆွေရဲ့ရည်မှန်းချက်တွေကိုလေချောင်းညှက်ထားတာနှစ်ခုတည်းကတစ်ခုဖြစ်ပါလိမ့်မယ်လှုပ်ဆောင်တဲ့သူတွေပြဿနာတွေကိုဖြေရှင်းတဲ့သူတွေနဲ့အသားစီးတွေကြားကဇွဲမလျှော့တဲ့သူတွေနဲ့မိတ်ဆွေအချိန်ပြုံးတဲ့ကမိတ်ဆွေအဲ့ဒီဇယိုက်လက္ခဏာတွေကိုကိုယ်တိုင်စတင်ပုံဖော်လာပါလိမ့်မယ်သူတို့ရဲ့ဆွမ်းရည်စီကံနဲ့စိတ်တွေသဘောထားကမိတ်ဆွေရဲ့စိတ်ကိုပုံဖော်ပါလိမ့်မယ်သူတို့ရဲ့အောင်မြင်မှုအပေါ်မရေးမြိုင်ဂရိကိုပြုမှုကိုမိတ်ဆွေစောင့်ကြည့်တဲ့အခါမိတ်ဆွေလည်းကြီးမြတ်တဲ့အရာတွေကိုအောင်မြင်နိုင်တယ်ဆိုတဲ့ကိုယ့်ရဲ့ယုံကြည်ချက်ကိုအားပြည့်ပေးပါတယ်ဆွမ်းရည်ကကူးစက်တတ်ပါတယ်စကားပြောဆိုမှုတိုင်းအတူတူကတွေ့ကြုံခံစားမှုတိုင်းနဲ့အပြန်အလှန်ဆက်ဆံမှုတိုင်းကမိတ်ဆွေမသိစိတ်ထဲမှာထင်ရနေပါတယ်မိတ်ဆွေစဉ်းစားချင်းချင်းပြီးရွေးချယ်ပါမိတ်ဆွေဘဝကိုမြင့်တင်ခြင်းနဲ့ဆိုရင်ပထမဆုံးမိတ်ဆွေပတ်ဝန်းကျင်ကိုမြင့်တင်ရမယ်ဒါကမိတ်ဆွေတန်ဖိုးထားတဲ့စံနှုန်းတွေနဲ့ရည်မှန်းချက်တွေကိုပုံဖော်တဲ့သူတွေကိုရှာဖွေဖို့ရည်ရွယ်ချက်ရှိရှိကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်ဒါမိတ်ဆွေကိုစွမ်းရည်နေကုန်ခန်းစေတဲ့ကန့်သက်ထားတဲ့ဒါမှမဟုတ်အတွေ့အဟောင်းပုံစံတွေထဲမှာပိတ်မိနေစေတဲ့ဆက်ဆံရေးတွေကိုအဆက်ပြတ်တာကိုဆိုလိုပါတယ်မိတ်ဆွေကြီးထွားမှုကိုအရှိန်မြင့်တင်ဖို့အစွမ်းထက်ဆုံးနည်းလမ်းတွေကတကူကတော့လမ်းညွှန်ဆရာတွေ mentors တွေကိုရှာဖွေခြင်းပါလမ်းညွှန်ဆရာတွေကမိတ်ဆွေ live shop ဖို့ရည်ရွယ်ထားတဲ့လမ်းကြောင်းကိုရှောက်လန်းခဲ့ပြီးသားပုံပေါ်တွေဖြစ်ပါတယ်သူတို့မှဉာဏ်ပညာအတွေ့အကြုံနဲ့အသိပညာတွေရှိပြီးတော့ဒါတွေကမိတ်ဆွေရဲ့စံတမ်းမှုနဲ့အမှားတွေလောက်ရမယ့်အနှစ်တွေကိုတတ်တာစေနေပါတယ်သူတို့ရဲ့တွင်းကြကြအမြင်တွေကမိတ်ဆွေရဲ့အမြင်တွေကိုစိန်ခေါ်ပြီးတော့ပိုပြီးကြီးကျယ်စွာနဲ့တွေးဖို့တွန်းအားပေးကမိတ်ဆွေကြီးကိုရှောက်လန်းဖို့လိုအပ်တဲ့ကိရိယာတွေကိုပေးပါတယ်ကောင်းမွန်တဲ့လမ်းညွှန်ဆရာတူကအောင်မြင်မှုအတွက်မဟာဗျူဟာတွေကိုသင်ပေးုံသာမကသူတို့ကိုကောင်းတဲ့ဖော်ဖို့အတွက်မိတ်ဆွေကိုတာဝန်ခံမှုရှိအောင်လည်းလှုပ်ဆောင်ပေးပါလိမ့်မယ်လမ်းညွှန်မှုအပြင်ပိုပြီးကြိုးစားလှုပ်ဆောင်ဖို့နဲ့ပိုပြီးတန်မာအောင်ကြီးထွားဖို့စိန်ခေါ်တဲ့သူတွေနဲ့တက်ကြွစွာဆက်ဆံရေးတည်ဆောက်ပါဒီပုဂ္ဂိုလ်တွေကမိတ်ဆွေလက်လျှော့ခြင်းတဲ့အခါမိတ်ဆွေကိုတွန်းအားပေးပါလိမ့်မယ်ပြီးတော့အောင်ပွဲခံတဲ့ကမိတ်ဆွေအောင်ပွဲတွေကိုခုံပြုပါလိမ့်မယ်သူတို့မိတ်ဆွေရဲ့ဘဝမှာရှိနေခြင်းကပြောင်းလဲမှုအတွက်တွန်းအားတစ်ခုပါပဲမိတ်ဆွေအကြောင်းပြချက်တွေပြီးတဲ့အခါသူတို့ကဝေဖန်ပါလိမ့်မယ်တုံဆိုင်နေတဲ့အခါတွန်းအားပေးပါလိမ့်မယ်ပြီးတော့ရုန်းကန်နေတဲ့အခါမြင့်တင်ပေးပါလိမ့်မယ်မိတ်ဆွေအောင်မြင်မှုကမိတ်ဆွေပေါင်းသင်းနေတဲ့သူတွေရဲ့လွှမ်းမိုးမှုနဲ့တည်းဆက်ဆက်နေပါတယ်မိတ်ဆွေအတွင်းစိတ်စပ်ဝိုင်းကဆရာတသက်မှုစီကံရှိမှုနဲ့ရှေ့ကိုတွေးခေါ်တဲ့သူတွေနဲ့ဖွဲ့စည်းထားတယ်ဆိုရင်မိတ်ဆွေရဲ့တဘာဝအတိုင်းသူတို့ရဲ့အဆင့်တန်းကိုတက်လှမ်းသွားလိမ့်မယ်စံချင်ပဲအဖြစ်မိတ်ဆွေအနုလက္ခဏာဆောင်ခြင်းကိုကျင့်တဲ့နေခြင်းနဲ့အလယ်လက်သာဖြစ်ခြင်းနဲ့ဝန်းရံထားမယ်ဆိုရင်မိတ်ဆွေရဲ့ကြီးထွားမှုကရပ်တန့်သွားလိမ့်မယ်မိတ်ဆွေရဲ့ဆက်ဆံရေးတွေကိုစစ်ဆေးပါမိတ်ဆွေရဲ့ဘဝကိုတန်ဖိုးဒိုးစီသူနဲ့တန်ဖိုးလျှော့ချသူတွေကိုခွဲခြားပါအစိတ်တော်ပြည့်စည်တဲ့လွှမ်းမိုးမှုတွေကိုဖယ်ရှားမှရက်ဆက်ပါပြီးတော့ဒိဗေရှိတဲ့ဆက်သွယ်မှုတွေကိုတိဆောက်အောင်ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ပါအဆုံးသတ်မှာတော့ကြီးထွားဖို့ညှင်းဆန်တဲ့သူတွေကြောင့်အခြေခံခံမှုဘဝကအရင်တူပါတယ်မိတ်ဆွေရဲ့အလားအလာကအကန့်အသတ်မဲ့ပါဒါပေမဲ့အဲ့ဒီအလားအလာကိုအားပေးမဲ့ပတ်ဝန်းကျင်ပါကိုနေရာချဖို့ကတော့မိတ်ဆွေပေါ်မူတည်ပါတယ်မိတ်ဆွေပတ်ဝန်းကျင်ကိုစဉ်းစားချင်းချင်းပြီးရွေးချယ်ပါဘာလို့လဲဆိုတော့ဒါဟာမိတ်ဆွေရဲ့အနာဂတ်ကိုတည်ဆောက်မဲ့အခြေခံအုတ်မြစ်ဖြစ်လို့ပါပဲမိတ်ဆွေရဲ့ဆက်ဆံရေးတွေကိုမြင့်တင်ပါဒါဆိုမိတ်ဆွေရဲ့ဘဝကိုမြင့်တင်ပါလိမ့်မယ်အချင်းဟာမိတ်ဆွေရဲ့ဘိုးတန်းဆုံးအရင်မြစ်ပါကုန်လွန်သွားတဲ့စက္ကန့်တိုင်းကမိတ်ဆွေဘယ်တော့မှပြန်မရနိုင်တဲ့စက္ကန့်တစ်ခုပါဒါတော့မှလူအများပြားကဒီကန့်သက်ထားတဲ့ပိုင်ဆိုင်မှုတွေကိုအာယုံပြန်လည်မှုတွေနဲ့အသေးပေမဲ့အလုပ်တွေမှာဖြုံးတိပြနေကြပြီးတော့ပြန်လည်မရနိုင်တဲ့ဆုံးရှုံးမှုကိုသတိမထားမိကြပါဘူးမိတ်ဆွေအောင်မြင်ခြင်းနဲ့ဆိုရင်မိတ်ဆွေရဲ့အချိန်ကိုဘယ်လိုသုံးဆွဲတယ်ဆိုတာကိုအပြည့်အဝထင်ရှားရပါမယ်လူအများစုကသူတို့မှာအချိန်မလုံလောက်ဘူးလို့ပြောကြပေမဲ့အမှန်တရားကတော့သူတို့ဟာဒါကိုထိရောက်စွာနဲ့စီမံခန့်ခွဲဖို့ပြက်ကွက်နေတာပါအချိန်ဟာကြီးမြတ်တဲ့ညီမျှခြင်းဖြစ်ပါတယ်ဒီကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းကတစ်နေ့ကို24နာရီအတူတူရရှိကြတယ်အောင်မြင်မှုနဲ့ကြောက်ရွံ့မှုကြားကကွာခြားချက်ကအဲ့ဒီနေရာတွေကိုဘယ်လိုအသုံးပြုတယ်ဆိုတဲ့အပေါ်မူတည်ပါတယ်ကမ္ဘာအောင်မြင်ဆုံးပုဂ္ဂိုလ်တွေကမိတ်ဆွေတဲ့အထင်ပိုပိုင်ဆိုင်ကြတာမဟုတ်ပါဘူးသူတို့ကရိုးရှင်းရှင်းပို့ပြီးထိရောက်စွာနဲ့အသုံးပြုကြတာပါမိတ်ဆွေရဲ့အချိန်ကိုကျွမ်းကျင်အောင်လှုပ်ဆောင်ဖို့ပထမဆုံးခြေလှမ်းကတော့အသိဉာဏ်ရှိဖို့ပါပဲမိတ်ဆွေနေ့စဉ်လှုပ်ဆောင်မှုတွေကိုမှတ်တမ်းတင်ပြီးတော့မိတ်ဆွေရဲ့အချိန်တွေဘယ်နေရာကိုရောက်သွားလဲဆိုတာကိုသတိပြုပါမိတ်ဆွေရဲ့တနေ့တာအချိန်ဘယ်လောက်များများကအသေးဝဲကိစ္စတွေမလိုအပ်တဲ့အစည်းအဝေးတွေနဲ့အသေးစိတ်မဲ့စွာအာရုံပြန်လည်မှုတွေကြောင့်ဆုံးရှုံးသွားတယ်ဆိုတာကိုသိလိုက်ရတဲ့အခါအံ့အားသင့်သွားနိုင်ပါတယ်မိတ်ဆွေရဲ့အချိန်စရာကိုပြန်လည်ရယူခြင်းနဲ့ဆိုရင်ဒီလိုအချိန်သဘောတွေကိုဖော်ထုတ်နိုင်ဖို့ကအရေးကြီးပါတယ်
မိတ်ဆွေရဲ့အချိန်တွေပဲကိုရောက်နေတယ်ဆိုတာကိုနားလည်ပြီးတာနဲ့မိတ်ဆွေရဲ့ဘန်းနိုင်တွေကိုအထောက်အကူမပြုတဲ့အရာမှန်သမျှကိုဖယ်ရှားပလိုက်ပါမိတ်ဆွေရဲ့စွမ်းရည်ကိုကုံဆုံးစေပြီးတော့မိတ်ဆွေရဲ့တိုးတက်မှုကိုအထောက်အကူမပြုတဲ့ဂတိကဝတ်တွေကိုညှင်းဆိုဖို့တင်ယူပါလူတွေကသူတို့ရဲ့ကိုယ်ပိုင်ရည်မှန်းချက်တွေထက်တခြားသူတွေရဲ့ရည်ရွယ်ချက်တွေကိုအထောက်အကူပြုတဲ့လှုပ်ဆောင်မှုတွေနဲ့သူတို့ရဲ့အချိန်စရာတွေကိုမကြာခဏဆိုသလိုဝန်ပြီးစီတတ်ပါတယ်မိတ်ဆွေရဲ့တဏှိတာကိုတုံ့ပြန်နေတာကိုရပ်လိုက်ပါရှေ့ကနေစတင်စီစဉ်ပါကောင်းမွန်စွာဖွဲ့စည်းထားတဲ့ချိန်စရာကအစွမ်းတက်တဲ့ကိရိယာတစ်ခုပါပဲနိုးထလာပြီးအကျိုးဖြစ်တွန်းစေဖို့မျှော်လင့်နေမယ့်အစားနေ့စဉ်မနေ့တိုင်းကိုရှင်းလင်းပြသတဲ့လှုပ်ဆောင်မှုစီစဉ်နဲ့စတင်ပါနောက်နေ့ပါလေလောက်ရမယ်ဆိုတာတိတိကျကျသိအောင်လို့ညအိယာမဝင်ခင်ပါပဲကိုယ့်ရဲ့ဦးစားပေးတွေကိုသတ်မှတ်ပါကြီးမားတဲ့ဘဏ္ဍာတွေကိုတေးခဲ့ပြီးစီမံခန့်ခွဲနိုင်တဲ့နေ့စဉ်လုပ်ငန်းဆောင်တာလေးတွေဖြင့်ပိုင်းဖြတ်ပါဒါကတသမတ်တဲ့တိုးတက်မှုကိုတေချာစေပြီးတော့စိတ်ပြီးစည်းမှုတွေများလုံးတာကိုကာကွယ်ပေးပါတယ်အောင်မြင်မှုဆိုတာကပြည့်ပြည့်စုံတာမဟုတ်ပါဘူးဒါဇွဲနဲ့စီကံရှိခြင်းပါပဲအကြောင်းပြချက်တွေကကွန်ထရိုးဆွမ်းရဲ့ရန်သူပါပဲအမြဲတမ်းရွှေ့ဆိုင်မှုအကြောင်းပြချက်တွေရှိနေမှာပါဒါပေမဲ့အဲ့ဒီတဲကဘယ်တစ်ခုမှမိတ်ဆွေကိုမိတ်ဆွေရဲ့ဘန်းနိုင်နေစီကိုပိုနီးလောင်လှုပ်ဆောင်ပေးမှာမဟုတ်ပါဘူးတခုခုကအရေးကြီးတယ်ဆိုရင်အဲ့ဒီအတွက်အချိန်ပေးပါအရေးမကြီးဘူးဆိုရင်ဖယ်ရှားပစ်ပါဖြုံးတိလိုက်တဲ့မိနစ်တိုင်းကမိတ်ဆွေရဲ့အနာဂတ်ကနေခိုးလိုက်တဲ့မိနစ်တစ်ခုပါပဲအောင်မြင်ဆုံးပုဂ္ဂိုလ်တွေကပြည့်ပြည့်စုံတဲ့အချိန်ကိုမဆောင်ကြပါဘူးသူတို့ရဲ့အချိန်ကိုပညာရှိစွာနဲ့အသုံးပြုခြင်းအပြင်ဖန်တီးကြပါတယ်ဤပညာအသုံးဝင်ပေမဲ့အာယုံပြည့်လည်မှုရဲ့အကြီးမားဆုံးအရင်းမြစ်တွေကတခုတည်းဖြစ်နိုင်ပါတယ်ဆိုရှယ်မီဒီယာသတိပေးချက်တွေနဲ့အတိမဲ့စွာကြည့်ရှုနေတာတွေကမိတ်ဆွေသတိမထားမိပဲနိုင်ပေါင်းများစွာကိုကုံဆုံးသွားနိုင်ပါတယ်မိတ်ဆွေမကြာခဏအာယုံပြည့်လည်နေတယ်ဆိုရင်ကန့်သက်ချက်တွေတတ်မှတ်ပါ screen time ကိုတတ်မှတ်ပါမလိုအပ်တဲ့သတိပေးချက်တွေကိုပိတ်ပါပြီးတော့ပြင်းပြင်းထန်ထန်အာယုံစိုက်ပြီးတော့အလုံးလုံးမဲ့အချိန်ကာလတွေကိုစီစဉ်ပါမိတ်ဆွေရဲ့အချိန်ကိုအာယုံပြည့်လည်မှုကနေကာကွယ်ခြင်းကမိတ်ဆွေတီးဆောက်နေတဲ့အဖို့တန်ဆုံးအလေးကြီးတွေကတခုပါပဲစီကံဆိုတာမိတ်ဆွေရှိနေတဲ့နေရာနဲ့မိတ်ဆွေသွားခြင်းတဲ့နေရာချမ်းကတရားပဲမိတ်ဆွေကကိုယ့်ရဲ့အချိန်စရာကိုဂရုပြုပြီးတော့ကိုယ့်ကိုယ်ကိုတာဝန်ယူရမယ်လုပ်ငန်းဆောင်တာတွေအတွက်သတ်မှတ်ရက်တွေသတ်မှတ်ပါပြီးတော့ပိုအရေးကြီးတာကတော့အဲ့ဒါတွေကိုစောင့်ထိပါအချင်းဆိုတာကွန်ထရိုးဆောင်တာတတ်မဟုတ်ပါဘူးရည်ရွယ်ချက်အကြောင်းပါပဲမိတ်ဆွေဘန်းနိုင်နေစီကိုဥတီလုံးဆောင်ရင်ကကုံဆုံးသွားတဲ့အချိန်တိုင်းဟာမိတ်ဆွေစိတ်ကူးထားတဲ့ဘဝစီကိုပို့ပြီးတော့မှနီးစပ်လာစေတဲ့ခြေလှမ်းတစ်ခုပါပဲမိတ်ဆွေကအချင်းကိုထင်းချလိုက်တဲ့အခါမိတ်ဆွေဘဝကိုထင်းချလိုက်တာပါပဲကွန်ထရိုးဆောင်ဆိုတာကပို့ကြိုးစားပြီးအလုပ်လုပ်တာမဟုတ်ပါဘူးဒါပို့ပြီးတော့မှစမတ်ချက်အလုပ်လုပ်တာပါဒါဘာတွေကတကယ်ရေးကြည့်တယ်ဆိုတာကိုသိပြီးတော့အဲ့ဒီအရာတွေတော့မိတ်ဆွေရဲ့အချင်းကိုမြုပ်နှံတာပါပဲအောင်မြင်တဲ့သူတွေနဲ့မအောင်မြင်တဲ့သူတွေကြားကကွာခြားချက်ကဉာဏ်ရည်ကံကောင်းခြင်းဒါမှမဟုတ်အရေးချင်းမဟုတ်ပါဘူးသူတို့အချိန်ကိုဘယ်လိုအသုံးပြုလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်မိတ်ဆွေရဲ့အနာဂတ်ကဒီနေ့မိတ်ဆွေရဲ့အချိန်နဲ့ဘာတွေလုပ်လဲဆိုတဲ့အပေါ်မူတည်ပါတယ်အကြောင်းပြချက်တွေပြီးတာကိုရပ်လိုက်ပါအရေးမကြီးတဲ့အရာတွေအတွက်တန်ဖိုးရှိတဲ့မိနစ်တွေကိုဖြုံးတီးတာရပ်လိုက်ပါဦးစားပေးပါစီစဉ်ပါပြီးတော့တိကျသေးကြစွာကောင်းတဲ့ဖို့ပါနိုင်ကအများနဲ့လည်ပတ်နေတာပါစက္ကန့်တိုင်းကိုအရေးပါအောင်လှုပ်ဆောင်ပါလုပ်ငန်းဆောင်တာတွေအတွက်သတ်မှတ်ရက်တွေသတ်မှတ်ပါပြီးတော့ပိုရေးကြည့်တာကတော့အဲ့ဒါတွေကိုစောင့်ထိန်ပါအချင်းဆိုတာကွန်ထရိုးဆွမ်းအားတတ်မဟုတ်ပါဘူးရည်ရွယ်ချက်အကြောင်းပါပဲမိတ်ဆွေရဲ့ဘန်းနိုင်နေစီကိုဥတီလှုပ်ဆောင်ရင်ကကုံဆုံးသွားတဲ့အချိန်တိုင်းဟာမိတ်ဆွေစိတ်ကူးထားတဲ့ဘဝစီကိုပို့ပြီးနီးစပ်လာစေတဲ့ခြေလှမ်းတစ်ခုပါပဲမိတ်ဆွေအချင်းကိုထင်းကျလိုက်တဲ့အခါမိတ်ဆွေဘဝကိုထင်းကျလိုက်တာပါပဲကွန်ထရိုးဆွမ်းအားဆိုတာပိုကြိုးစားပြီးအလုပ်လုပ်တာမဟုတ်ပါဘူးဒါပို့ပြီးတော့မှစမတ်ချက်အလုပ်လုပ်တာပါပဲဒါဘာတွေကတကယ်ရေးကြည့်တယ်ဆိုတာကိုသိပြီးတော့အဲ့ဒီအရာတွေအတွက်မိတ်ဆွေရဲ့အချင်းကိုမြုပ်နှံတာပါပဲမိတ်ဆွေအနာဂတ်ကမိတ်ဆွေဒီနေ့မိတ်ဆွေအချိန်နဲ့ဘာလို့လဲဆိုတဲ့ပုံမူတည်ပါတယ်အကြောင်းပြချက်တွေပေးတာကိုရက်လိုက်ပါအရေးမကြီးတဲ့အရာတွေအတွက်တန်ဖိုးရှိတဲ့မိနစ်တွေကိုဖြုံးတီးတာရက်လိုက်ပါဦးစားပေးပါစီစဉ်ပါပြီးတော့တိကျသေးကြစွာကောင်းတဲ့ဖို့ပါနိုင်ကအမြဲတမ်းလည်ပတ်နေပါတယ်စက္ကန့်တိုင်းကိုရေးပေါအောင်လှုပ်ဆောင်ပါကြာရှုံးခြင်းအောင်မြင်မှုရဲ့စံချိန်မှမဟုတ်ပါဘူးဒါအောင်မြင်မှုစီကိုဥတီရဲ့ခရီးရဲ့မရှိမပြတ်အစိပ်ပိုင်းတစ်ခုပါပဲတမိုင်းမှာအောင်မြင်ဆုံးပုဂ္ဂိုလ်တွေကတခြားသူတွေစူးစမ်းဖို့တောင်မစူးစမ်းခဲ့ဘူးတာထက်ပိုပြီးအချိန်များစွာကြာရှုံးခဲ့ပူပါတယ်သူတို့ရဲ့ဒဏ်ခံနိုင်စွမ်းဇွဲနဲ့ကြာရှုံးမှုကနေသင်ယူလိုစိတ်တွေကသူတို့ကိုထင်ရှားစေတဲ့အရာတွေဖြစ်ပါတယ်ကြာရှုံးမှုတိုင်းကသင်ခန်းစာတစ်ခုကြီးထွားဖို့အခွင့်အရေးတစ်ခုနဲ့ချင်းကပ်ပုံကိုပြပြပြောင်းလဲဖို့အခွင့်အရေးတစ်ခုကိုတည်ဆောင်လာပါတယ်လူတွေကကြာရှုံးမှုကိုအဆုံးသတ်တစ်ခုအဖြစ်သူတို့ရဲ့စွမ်းရည်တွေအပေါ်မှာတိကျတဲ့စီရင်ချက်ဖြစ်နေမကြာခဏမြင်ကြတယ်အမှန်တကယ်ကတော့ကြာရှုံးမှုကရိုးရှင်းတဲ့တုံ့ပြန်ချက် feedback တာဖြစ်ပါတယ်လိုအပ်တဲ့ချိန်ကြီးမှုတွေစီကိုညွှန်ပြနေတဲ့အချက်ပြမှုပါပဲဒါဘာတွေအလုံးမလုပ်ဘူးဆိုတာကိုဖော်ထုတ်ပေးပြီးတော့မှဘာတွေအလုံးလုပ်တယ်ဆိုတာကိုကျွန်တော်တို့ရှာဖွေနေအောင်လုပ်ပေးတဲ့ဖယ်ရှားရေးလုပ်ငန်းစဉ်တစ်ခုပါစစ်မှန်တဲ့ကြာရှုံးမှုဆိုတာကလက်လျှော့လိုက်တာပါပဲအခက်အခဲတွေထဲမှာပေါ်ထားတဲ့သင်ခန်းစာတွေကိုမထုတ်ယူခင်ဆွန့်လွတ်လိုက်တာပါလူတွေကြာရှုံးမှုကိုကြောက်ရတဲ့အဓိကအကြောင်းရင်းတွေကတခုကတော့အကဲဖြတ်ခံရမှာကိုကြောက်ရင်ဖြစ်ပါတယ်လူအဖွဲ့အစည်းကအောင်မြင်မှုဇာတ်လမ်းတွေကိုကွန်ပျူတာရှိပြီးမြဲအဲ့ဒီအောင်မြင်မှုတွေစီကိုလမ်းခင်းပေးခဲ့တဲ့ရုန်းကန်မှုတွေနဲ့ကြာရှုံးမှုတွေကိုတော့မကြာခဏလစ်လူရှုထားတတ်ပါတယ်ဒီလိုရွေးချယ်ပေါ်ပြတဲ့ဇာတ်ကြောင်းကအောင်မြင်မှုနဲ့ပတ်သက်ပြီးလွဲမှားတဲ့မြင်ကိုဖန်တီးပေးလို့ကြာရှုံးမှုလုပ်ငန်းစဉ်ရဲ့တဘာဝစိတ်ပိုင်းတစ်ခုမဟုတ်ဘဲနဲ့ပုံမှန်မဟုတ်တဲ့အရာတစ်ခုလို့ထင်ရစေပါတယ်
အမှန်တရားကတော့ကြာရှုံးမှုကလူတိုင်းနဲ့သက်ဆိုင်ပါတယ်ကြီးမြတ်တဲ့ဒီတွင်သူစွန့်ဦးဒီတွင်သူအမှုပညာရှင်နဲ့ခေါင်းဆောင်တိုင်းကအခက်အခဲတွေနဲ့ကြုံတွေ့ခဲ့မှုပါတယ်ကွာခြားချက်ကတော့သူတို့ကြာရှုံးမှုကိုဘယ်လိုတုံ့ပြန်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်သူတို့ကခွဲခြမ်းစိတ်ပြတယ်လယ်ဝန်းကြီးတွေပြောင်းလှုပ်ဆောင်ပြီးဇွဲမလျှော့ဘဲနဲ့ဆက်လက်လှုပ်ဆောင်ကြတယ်ကြာရှုံးမှုကိုရှက်စရာရင်းမြစ်တစ်ခုအဖြစ်မြင်မဲ့အစားကျွန်တော်တို့ကဒါကိုစူးစမ်းအောက်ထုတ်မှုရဲ့တစ်စိတ်အဖြစ်ကိုယ့်ရဲ့တသက်နေဘဲကနေခြေလမ်းပြေထွက်ခဲ့ပြီးစွန့်စားမှုတွေလုပ်ခဲ့တယ်ဆိုတဲ့သက်သေအဖြစ်မြင်သင့်ပါတယ်ခါခဲတန်းကပြန်လာဖို့အတွက်ပြင်ဆင်မှုတစ်ခုပါပဲကြာရှုံးမှုကနေပြန်လဲနလန်ထူနိုင်စွမ်းကဒဏ်ခံနိုင်စွမ်း resilience ကိုတိစောက်ပြီးတော့ဒါရေရှည်အောင်မြင်မှုအတွက်မရှိမပြည့်လိုအပ်တဲ့ဇယိုက်လက္ခဏာတစ်ခုဖြစ်ပါတယ်ကြာရှုံးမှုကိုလက်ခံဖို့သင်ယူတဲ့အခါကျွန်တော်တို့ကပိုပြီးတမ်းမာလာတယ်ပိုပြီးလိုက်အောင်ကြီးတွေဖြစ်လာတယ်ပြီးတော့အနာဂတ်စိန်ခေါ်မှုတွေအတွက်ပိုပြီးအသင့်ဖြစ်လာပါတယ်ကြီးထွားမှုကမတတ်မသာခံစားရတဲ့အချိန်မှာဖြစ်ပေါ်ပါတယ်အောင်မြင်မှုဆိုတာအမားတွေကိုရှောင်ရှားတာမဟုတ်ဘဲနဲ့အဲ့ဒီအမားတွေကနေသင်ယူလာပါပဲကျွန်တော်တို့ကြာရှုံးလေပိုပြီးကြီးထွားလေပါဒီကြီးထွားမှုစိတ်တဲ့ growth mindset ကကြာရှုံးမှုတွေကိုလမ်းပိတ်ဆို့မှုတွေကနေခြေလမ်းကြောက်တုံးတွေဖြစ်ပြောင်းလဲပြီးပါတယ်ကြာရှုံးမှာကိုကြောက်ရွံ့မဲ့အစားကိုပိုင်တိုးတက်မှုအတွက်အခွင့်အရေးဖြစ်မြင်ဖို့လေ့ကျင့်သင့်ပါတယ်မာရွေးတဲ့ခြေလမ်းတိုင်းကကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုတွေမဟာဗျူဟာတွေဒါမှမဟုတ်ကျွန်တော်တို့ရဲ့စိတ်နေသဘောထားတွေအကြောင်းတန်ဖိုးရှိတဲ့အရာတစ်ခုကိုသင်ပေးပါတယ်ကြာရှုံးမှုတိုင်းပြီးနောက်ကျွန်တော်တို့ရဲ့ချင်းကပ်ပုံကိုပြုပြင်ပြောင်းလဲခြင်းအပြင်ရေရှည်မှာအမြင်မှုအခွင့်အလမ်းကိုတိုးမြင့်ပေးပါတယ်အဓိကတော့ချက်ကတော့ကျွန်တော်တို့ရဲ့အမြင်ကိုပြောင်းလဲဖို့ပါကြာရှုံးမှုကိုတိုးတက်မှုရဲ့မရှိမဖြစ်အစိတ်ပိုင်းဖြစ်မြင်လာတဲ့အခါဒါကျွန်တော်တို့ကိုစိတ်သက်ကြအောင်လှုံ့ဆော်နေတဲ့စွမ်းအားတွေကိုဆုံးရှုံးသွားစေပါတယ်အမြင်မှုအတွက်အတားအဆီးတွေကြောင့်ရပ်တန့်နေမယ့်အစားကျွန်တော်တို့ကရှေ့ဆက်တွန်းအားပေးဖို့အတွက်သူတို့ကိုလှုံ့ဆော်မှုဖြစ်အသုံးပြုနေပါတယ်ကျွန်တော်တို့ပိုပြီးမြန်ကြာရှုံးလေပိုပြီးမြန်သိမ်းယူနိုင်လေပြီးတော့နောက်ဆုံးမှပိုပြီးတော့မှမြန်အောင်မြင်နိုင်လေပါပဲတိုးတက်မှုအတွက်ဇွဲရှိမှုလိုအပ်ပြီးတော့ဇွဲရှိမှုကတော့တွန်းအားမဆုံးရှုံးမဲနဲ့ကြာရှုံးမှုတတိရှိဖို့လိုအပ်ပါတယ်တမိုင်းမှာကြာရှုံးမှုကိုအမြင်မှုအဖြစ်ပြောင်းလဲခဲ့တဲ့ပုဂ္ဂိုလ်ရဲ့ဇာတ်လမ်းတွေနဲ့ပြည့်နေပါတယ်ဥပမာအပြင်သောမတ်အက်ဒီဆန်ကလက်စစ်မီဒီကိုမတည်ထနိုင်ခင်မှာထောင်ပေါင်းများစွာသောအချိန်တွေကြာရှုံးခဲ့ပူတယ်သူရဲ့ကြာရှုံးမှုတွေကြောင့်မေးမြန်းတော့သူကနာမည်ကြီးတဲ့စကားတစ်ခုကိုပြောခဲ့တယ်သူကြာရှုံးခဲ့တာမဟုတ်ဘူးအလုံးမဖြစ်တဲ့နီလန်ထောင်ပေါင်းများစွာကိုရှာတွေ့ခဲ့ရတယ်အလားတူပဲကမ္ဘာပေါ်မှာအောင်မြင်ဆုံးပုဂ္ဂိုလ်တွေကတော့မေမတွက်နိုင်အောင်ကြာရှုံးမှုတွေကိုတွေ့ကြုံခဲ့ရတယ်ဆိုရင်ကျွန်တော်တို့ဘာလို့ကြောက်ရမှာလို့ကြာရှုံးမှာကိုကြောက်အောင်ခြင်းကလူအများပြားကိုစူးစမ်းဖို့တော့မလုံနိုင်အောင်တားဆီးထားပါတယ်ဒါပေမဲ့ကြာရှုံးခြင်းကိုအောင်မြင်မှုစီကိုခြေလမ်းကြောက်တုံးဖြစ်လက်ခံတဲ့သူတွေကနောက်ဆုံးမှာပိုပြီးကြီးမြတ်တဲ့အရာတွေကိုအောင်မြင်ကြတယ်အောင်မြင်မှုစီဦးတည်တဲ့လမ်းကြောင်းကဖြောင်ထမ်းနေတာမဟုတ်ပါဘူးဒါအတက်ကြတွေအခက်အခဲတွေနဲ့အောင်မြင်မှုကြီးတွေနဲ့ပြည့်နေနေပါတယ်အရေးကြီးဆုံးကတော့ကျွန်တော်တို့ကြာရှုံးမှာကိုဘယ်လိုတုံ့ပြန်နေဆိုတာပဲကျွန်တော်တို့ကြောက်ရွံ့မှုနဲ့ဆက်သွားမလားဒါမှမဟုတ်ပြပြင်ပြောင်းလဲပြီးရှေ့ဆက်သွားမလားနောက်ဆုံးမှာတော့အောင်မြင်မှုဆိုတာဘယ်တော့မှမကြာရှုံးတာမဟုတ်ပါဘူးဒါဘယ်တော့မှလက်မလျှော့တာဖြစ်ပါတယ်ကြီးမြတ်တဲ့အရာတွေကအောင်မြင်သူတွေအတွက်အရေးချင်းအရှိဆုံးဒါမှမဟုတ်ကံကောင်းဆုံးဖြစ်ချင်မှဖြစ်ပါလိမ့်မယ်သူတို့ကကြာရှုံးမှုကြောင့်အနိုင်ယူခံရဖို့ညှင်းဆန်တဲ့သူတွေဖြစ်ပါတယ်သူတို့ကကြာရှုံးမှုကိုဆရာတူအဖြစ်လုပ်ငန်းစဉ်မရှိမဖြစ်အစိပ်ပိုင်းဖြစ်မြင်ကြပါတယ်ဒါကြောင့်မဆုံးမနစ်ရှေ့ဆက်တွန်းဖို့ပါကိုယ့်ရဲ့ချင်းကပ်ပုံကိုပြုပြင်ပြောင်းလဲပါပြီးတော့ကြာရှုံးမှုကိုတုံ့ပြန်ချက်ဖြစ်အသုံးပြုပါကြာရှုံးမှုတိုင်းကမိတ်ဆွေကိုအောင်မြင်မှုစီတလန်းချင်းပုံမနီးစပ်စီပြီးတော့မိတ်ဆွေကိုပိုပြီးတန်မာပိုပြီးဉာဏ်ပညာရှိပြီးတော့ပိုပြီးတန်ခါနိုင်စွမ်းရှိသူဖြစ်လာစေပါတယ်တကူဒီတော့ဆက်မဲ့နဲ့ကြာရှုံးမှုကတော့လက်လျှော့လိုက်တာပါကျန်တာအားလုံးကတော့တိုးတက်မှုပဲဖြစ်ပါတယ်ဆုံးဖြတ်ချက်ချမဲ့ဒီအချိန်မှာမိတ်ဆွေရွေးချယ်စရာတခုရှိပါတယ်ဆက်ပြီးစောင့်နေတုံဆိုင်နေအကြောင်းပြချက်တွေပြီးနေနိုင်ပါတယ်ဒါမှမဟုတ်ဒီနေ့အရာအားလုံးပြောင်းလဲမဲ့နေပဲလို့ဆုံးဖြတ်နိုင်ပါတယ်မိတ်ဆွေစကားပြောတာကိုရပ်ပြီးလှုပ်ဆောင်တော့ကိုစတင်မဲ့နေပါပဲစောင့်ဆိုင်တာတွေမရှိတော့ဘူးအကြောင်းပြချက်တွေမရှိတော့ဘူးလှုပ်ဆောင်မှုတစ်ခုတည်းသာရှိပါတယ်ဘာလို့လဲဆိုတော့လှုပ်ဆောင်မှုကသာမိတ်ဆွေကိုမိတ်ဆွေသွားခြင်းတဲ့နေရာကိုရောက်စေမဲ့တခုတည်းသောအရာဖြစ်လို့ပါပဲအမြင်မှုဟာဆန္ဒရှိခြင်းမျှော်လင့်ခြင်းဒါမှမဟုတ်အိမ်မက်မှတ်ခြင်းကနေမလာပါဘူးလှုပ်ဆောင်ခြင်းကနေလာတာပါအိမ်မက်တရားစူးစမ်းအားထုတ်မှုနဲ့ဇွဲမပါရင်အိမ်မက်တွေဖြစ်တာကြံရှိပါလိမ့်မယ်လူအများပြားစတင်မှုအတွက်အမှန်ကန်တဲ့အချိန်ပြည့်စုံတဲ့အခွင့်အရေးဒါမှမဟုတ်နမိတ်လက္ခဏာတစ်ခုကိုဆောင်ရင်ကတို့ရဲ့ဘဝတွေကိုကုံဆုံးစေကြတယ်ဒါပေမဲ့အဆောင်ဆိုင်နေတာကရလက်တွေယူလာပြီးမှမဟုတ်ပါဘူးရှေ့ဆက်သွားဖို့တခုတည်းသောနီလန်းကတော့ဘလောက်ပဲသိငယ်ပါစေပထမဆုံးခြေလမ်းကိုလှမ်းဖို့ပါပဲဒီနေ့ပဲဆုံးဖြတ်လိုက်ပါမိတ်ဆွေစောင့်နေတာကိုရက်လိုက်ပြီးကိုတန်တရားဝင်တာကိုရက်လိုက်ပြီးချုပ်တီးတရားကိုရက်လိုက်ပြီးအမှန်တရားကတော့စတင်ဖို့အတွက်ပြည့်စုံတဲ့အချိန်ဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ပါဘူးအခြေအနေတွေကဘယ်တော့မှတရားရခိုင်နှုန်းစံပြဖြစ်မှာမဟုတ်ပါဘူးဒါပေမဲ့အောင်မြင်သူတွေဟာပြည့်စုံမှုကိုစောင့်ဆိုင်တဲ့သူတွေမဟုတ်ပါဘူးသူတို့ဟာမတိကျမှုအကြောင်းရမှုဒါမှမဟုတ်မသက်မသာခံစားရတာတွေကြားကလှုပ်ဆောင်သူတွေပါအခြေအနေတွေကသူတို့ရဲ့စံချိန်ဘက်မှာရှိနေတယ်လို့ထင်ရတဲ့အချိန်မျိုးမှာတော့သူတို့ရှေ့ကိုတွန်းပို့ကြတယ်အခုပဲလှုပ်ဆောင်ခြင်းဖြင့်မိတ်ဆွေဘဝကိုထိန်းချုပ်လိုက်ပါအောင်မြင်တဲ့သူတွေကတစ်ချိန်ချိန်မှာစတင်ဖို့ဆုံးဖြတ်ချက်ချခဲ့ကြတာကြီးပဲသူတို့ကယုံကြည်စိတ်ချမှုမော်ဆန်စွာပေါ်လာဖို့မဆောင်ခဲ့ကြပါဘူးလှုပ်ဆောင်ခြင်းအပြင်တည်ဆောက်ခဲ့ကြတာပါယုံကြည်စိတ်ချမှုကိုတည်ဆောက်ဖို့တခုတည်းသောနီလန်းကတော့မိတ်ဆွေလုံနိုင်နေဆိုတာကိုတက်တည်ပြဖို့ပါပဲမိတ်ဆွေအခုချက်ချင်းအဖြစ်အားလုံးကိုသိဖို့မလိုအပ်ပါဘူးရိုးရှင်းချင်းစတင်ဖို့ပဲလိုပါတယ်လှုပ်ဆောင်မှုကတွန်းအားကိုဖန်တီးပေးပြီးတော့တွန်းအားကတိုးတက်မှုကိုတွန်းအားပေးပါတယ်လိုအပ်တယ်ဆိုရင်တေးသေးလေးကနေစတင်ပါဒါပေမဲ့စတင်ပါမိတ်ဆွေချာချာစောင့်နေလီပို့ပြီးခက်ခဲလီပဲ
ရွှေစမ်းချင်းအောင်မြင်မှုကိုနောက်လင်းစေုံသာမကတပ်ပြစ်လိုက်တဲ့နဲ့တူပါတယ်ဆောင်းဆိုင်ရင်ကုံဆုံးသွားတဲ့နေ့တိုင်းကအချိန်ဖြုံးတိလိုက်တဲ့နေ့တစ်နေ့ပါမိတ်ဆွေရဲ့ဘန်းနယ်လေးစီပူနီးလောင်အသုံးပြုနိုင်ခဲ့တဲ့နေ့တစ်နေ့ပါပဲတုံဆိုင်ချင်းကမိတ်ဆွေရဲ့အလားအလာကိုလူယူခွင့်မပေးပါနဲ့ကိုလှုပ်ဆောင်ဖို့အတင်းကျပ်ခိုင်းစီပါအချောင်းပြချက်တွေတန်တရားတွေနဲ့ကြောင်ရမှုတွေကိုတွန်းအားပေးကြော်လွှားလိုက်ပါကြောင်ရမှုကအမြဲတမ်းရှိနေမှာပဲဒါပေမဲ့မိတ်ဆွေအဲ့ဒါကိုဂရုမစိုက်ဘဲနဲ့လှုပ်ဆောင်နေတာကြောင်ရမှုရဲ့ဆွမ်းအားကိုဆုံးရှုံးသွားပါလိမ့်မယ်မိတ်ဆွေရဲ့ဆွမ်းအားတွေကိုဝင်ရောက်ပါမိတ်ဆွေထင်ထားတာတဲ့ပို့ပြီးတော့မှဆွမ်းဆောင်နေတယ်ဆိုတာကိုသိရှိပါမိတ်ဆွေမှာကိုယ့်ရဲ့ဘဝကိုပြောင်းလဲဖို့ဇလန်းကိုပြန်လဲရေးသားဖို့လူချင်းတဲ့အနာဂတ်ကိုဖန်တီးဖို့ဆွဲရည်ရှိပါတယ်ဒါပေမဲ့အဲ့ဒါအားလုံးကလှုပ်ဆောင်မှုကနေစတင်ပါတယ်ဒီအချိန်ကစပြီးမိတ်ဆွေကိုဘယ်သူမှတားဆီးလို့မရတော့ဘူးလို့ဆုံးဖြတ်ချက်ချလိုက်ပါမိတ်ဆွေဘယ်လိုခံစားရပါစေနေတိုင်းကိုယ့်ကိုယ်ပေါ်လွင်အောင်လှုပ်ဆောင်ဖို့ခရီးပြုပါလှုပ်ဆောင်မှုကလာလိုက်သွားလိုက်ဖြစ်နိုင်ပေမဲ့စီကံနဲ့လှုပ်ဆောင်မှုကသာမိတ်ဆွေကိုဆက်လက်တည်ဆောင်သွားမှာပါအောင်မြင်မှုကခဏတာဆရာတသက်မှုတွေနဲ့တိဆောက်ထားတာမဟုတ်ပဲနဲ့တသက်မတည်းရှိမှုနဲ့တိဆောက်ထားတာပါမိတ်ဆွေရဲ့အနာဂတ်ကမိတ်ဆွေဘူးချက်ချင်းဘာလို့လဲဆိုတဲ့ပုံမူတည်ပါတယ်မိတ်ဆွေဒီနေ့ချမှတ်တဲ့ရွေးချယ်မှုတွေကမိတ်ဆွေမနှက်ပြန်နေထိုင်မဲ့ပုံစံကိုပုံဖော်ပါလိမ့်မယ်မော်ဆန်တဲ့ formula လျှို့ဝှက်တဲ့ဖြန့်လန်းနည်းမရှိပါဘူးရှိတာကလှုပ်ဆောင်မှုဇွဲနဲ့စိတ်ပိုင်းဖြတ်မှုသာဖြစ်ပါတယ်ဒါကြောင့်စောင့်တာကိုရက်လိုက်ပါအကြောင်းပြချက်တွေပေးတာကိုရက်လိုက်ပါစတင်လှုပ်ဆောင်ပါမိတ်ဆွေရဲ့အချိန်ဟာအခုပါပဲမိတ်ဆွေတို့အတွေးခေါ်နဲ့အမြင်တွေရစေဖို့စောင့်မြတ်ဖတ်ပါမဖတ်နိုင်ရင်မဖတ်အားရင် Web Audio Book application မှာနားထောင်ပါ application ကိုအခုပဲ download ချလိုက်ပါ link ကို comment မှာချပေးထားပါတယ်ခင်ဗျာ